ဒီညပေါ့နော်ကျွန်တော်ကတော့ကျွန်တော်နာမည်ကမနာလီဖြစ်တယ်ချမ်ပီယံတောင်ပိုင်းကမ်ဘရက်ကဖြစ်တယ်အခုလက်ရှိမှာကျွန်တော်အိမ်တရားမှာနေရယ်civil engineering ပေါ့နော်ကျောင်းသားတယောက်ဖြစ်တယ်အာကျွန်တော်တစ်ဖက်အဓိကတင်ပေးမယ်သူကတော့ရှမဆောင်ပြီးပေါ့သူဖြစ်တယ်ဒါတော့အခုလက်ရှိထိုင်းနိုင်ငံမှာ data analysis နဲ့အလုပ်လုပ်နေတဲ့သူဖြစ်တယ်ခိုင်းကြံပေါ့နော်သူကအာတန်တူပေါ့နော် mix up သွားမှာဖြစ်တယ်အဓိကပေါ့နော်ကျွန်တော်တို့ဒီတစ်ပတ်မှာကျွန်တော်တို့9ရက်တင်ပေးမှာဖြစ်တယ်အဓိကကျွန်တော်တို့ပထမဒီနေ့ညမှာပေါ့နော်ဒီပထမညမှာကျွန်တော်တို့တင်ပေးမှာဒီကိုကဲနဲ့ပတ်သက်တဲ့ဟာကျွန်တော်တို့တင်ပေးမယ်မနေ့ဖြန်ညမှာကျွန်တော်တို့ကင်ပါနဲ့တက်ပတ်သက်တဲ့ဟာကျွန်တော်တင်ပေးမယ်ဖုတ်ဒူးညမှာကျတော့ Microsoft ဂျာဗရီညမှာဒီနေ့ညကဟာပေါ့နော်အင်္ဂါနေ့ဆိုတော့တရက်နေ့ကဒီပေါ့ကိုကဲနဲ့ပတ်သက်တဲ့ဟာတင်ပေးမယ်အာ2ရက်နေ့မှာ Canva 3ရက်နေ့မှာ Microsoft 4ရက်နေ့မှာ ChatGPT နဲ့5ရက်နေ့မှာ Power BI အကြောင်းတင်ပေးမှာဖြစ်တယ်ဒီအဓိကဒီပေါ့နော်ကိုကဲမှာကအဓိကပေါ့နော်တချို့လူတွေကြတော့ဒီဟာတွေကကြည်ပြီးသားတွေလည်းဖြစ်နိုင်တယ်ဒါပေမဲ့တချို့လူတွေကြတော့ဒါလွယ်ခြေခံလေးဖြစ်ပေမဲ့မတည်သေးတဲ့အရာလုံအောင်ခါမှာအများကြီးအထောက်အကူပြုစေမဲ့အရာဖြစ်ပေမဲ့မတည်သေးတဲ့အရာတွေဖြစ်နိုင်တဲ့အတွက်မို့လို့ပေါ့နော်အာဒီလုပ်ငန်းခွင်မှာလုပ်ချင်တဲ့သူတွေဖြစ်ဖြစ်အသုံးဝင်ပေးမယ်အသုံးဝင်နိုင်တယ်ဆိုတဲ့အရာလေးနဲ့ဒီအရာကိုလုပ်ချင်ဖြစ်တဲ့ Gmail ဆိုတော့ပေါ့နော်အဓိကNGO အဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ်ဒီအလုပ်လုပ်ချင်တဲ့သူတွေတကယ်ကုမ္ပဏီကြီးတွေမှာအလုပ်လုပ်ချင်တဲ့သူတွေကဒီ Gmail ဒီကိုဘလိုပို့ရတဲ့အဖွဲ့အစည်းမှာ Gmail ဘလိုမျိုးလုပ်ရတဲ့ဟာတွေကိုကျွန်တော်အဓိကတင်ပေးသွားဖြစ်တယ်တကယ်အလုပ်လုပ်တဲ့ချိန်မှာအဖွဲ့အစည်းတွေမှာဆိုရင်ပေါ့နော်ဒီ Gmail တွေ Messenger တွေဆိုရင်မသုံးဘူးပေါ့နော်ဒီလိုမျိုး Gmail တွေနဲ့ပဲအလုပ်လုပ်ကြတဲ့အရာဖြစ်တယ်ဒီ Google Drive ကြတော့ဒီလိုမျိုးဒီဖုန်းတွေကွန်ပျူတာတွေမှာကြတော့ဒီလိုမျိုး story အရင်ပြီးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ chip တွေဖြစ်အောင် line ပေါ်မှာ Google Drive မှာကျွန်တော်တို့ရဲ့ file တွေပုံတွေကိုကျွန်တော်တို့ think ပြီးမှာပေါ့နော်အလွယ်တကူကျွန်တော်တို့ရောက်တဲ့နေရာမှာကျွန်တော်ရောက်တဲ့နေရာမှာလည်းဒီကိုပြန်ယူလို့ရတယ်ဥပမာမတော်တဆများဟိုဒီကွန်ပျူတာတို့ဖုန်းတို့ပြက်ခဲ့လို့ရှိရင်ကျွန်တော်တို့ Google Drive မှာတင်တဲ့နေရာတွေကဘယ်လိုမျိုးအလွယ်တကူရောက်တဲ့နေရာမှာပြန်ယူလို့ရတယ်ဘယ်လိုမျိုး Google Drive ကိုသုံးမယ်ဆိုတဲ့အရာလည်းကျွန်တော်တို့ဒီညတင်ပေးမယ် Google Form ကြတော့ဥပမာအဖွဲ့အစည်းတွေမှာစာပေးကောက်တာတို့သဘောတူညီချက်မတူညီတဲ့အရာကိုလိုချင်တဲ့ပုံစံချက်မတူညီတဲ့အချိန်မှာဘယ်လိုမျိုးသဘောထားချက်တွေကိုဘယ်လိုမျိုးdata တွေကိုကောက်မယ်ဆိုတဲ့အရာတွေကိုတင်ပေးမှာ Google Meet ကြတော့ဒီ Zoom ကနေ free ပေးတဲ့ပုံစံပဲဒီ Google Meet ကနေလည်းဒီတင်ပေးချင်တဲ့လူတွေပဲဖြစ်ဖြစ်ဒီလိုမျိုးအချိန်စရာတွေနဲ့ဒီ link တွေကိုဖန်တီးတယ်ဆိုတဲ့အရာကိုဒီ Google Meet အကြောင်းတွေလည်းကျွန်တော်တို့ဒီညပေါ့နော်တင်ပေးသွားမှာမနေ့ဖြန်ညမှာကြတော့ကျွန်တော်တို့ဒီခုခက်ကပေါ့နော် digital income ရအောင်လုပ်တဲ့သူတွေအဓိကအသုံးပြုနေရက Canva ဖြစ်တယ်โอ้อืม Canva ဒီ Canva ကြတော့ကျွန်တော်တို့ presentation slide တွေဥမာအတင်းတော်တွေမှာလူငယ်အဖွဲ့အစည်းတွေမှာအဖွဲ့အစည်းတွေနဲ့တခုခုလုပ်တဲ့ချိန်မှာဥမာကျွန်တော်တို့လုပ်ချင်တဲ့ presentation slide တွေကိုကျွန်တော်တို့ဒီ Canva မှာအလွယ်တကူဘယ်လိုမျိုး slide တွေယူလို့ရတဲ့အလွယ်တကူမျိုးဘယ်လိုမျိုး design တွေလုပ်လို့ရတဲ့အရာတွေကိုကျွန်တော်တို့တင်ပေးမယ်ပြီးမှလုပ်ငန်းစာဖွေနေတဲ့လူငယ်တွေအတွက်ပေါ့နော်CB CB ဘယ်လိုမျိုးရေးရတယ်ဘယ်လိုမျိုးပြင်ရတယ်ဆိုတဲ့ຢာတွေကိုကျွန်တော်တို့တင်ပေးမှာဖြစ်တယ် logo တွေပေါ့နော်ဒီ Canva ပေါ်အသုံးပြုပြီးမှအလွယ်တကူဒီ logo တွေကိုကျွန်တော်တို့ဘယ်လို
ဆွဲလို့ရတယ်ဘယ်လိုတွေပြုပြင်လို့ရတဲ့အရာကိုကျွန်တော်တို့မနေ့ဖြန်ညသင်ပေးမယ်ဒီ Microsoft ကြတော့အားလုံးအကြီးကတော့ယနေ့မှာဖြစ်တယ် Excel အကြောင်းသင်ပေးမယ် Google Sheet အကြောင်းသင်ပေးမယ်ပေါ့နော်ဒီဒီ Microsoft Word ရဲ့ Google Word ရဲ့အဲ့ဒီအကြောင်းလေးကျွန်တော်တင်ပေးမယ် ChatGPT ကြတော့ဒီအဓိကအကြောင်းသားတွေဖြစ်တဲ့လူတွေအတွက်ပေါ့နော်အရန်အရေးကြီးတယ်ဘယ်လိုမျိုးဇာတွေကိုမသိတဲ့အရာတွေကို ChatGPT မှာမေးတယ်အဓိက AI ဒီဟိုအဓိကအသုံးပြုဖို့ဆိုရင်ပေါ့နော်စာရီမေးဖို့ဆိုရင်ဒီ ChatGPT ကပေါ့နော်အရန်သုံးသပ်ဖို့လိုတယ်အရန်ရေးကြီးတယ်ဘယ်လိုမျိုးသုံးရတယ်ဘယ်လိုမျိုးမေးပြီးမှဘယ်လိုမျိုးပြုပြင်ရတဲ့အရာတွေကိုကျွန်တော်တို့လျက်နေ့မှာပေါ့နော်တင်ပေးသွားမှာဒီ Power BI ကြတော့ဒီ data အဓိကစီးပွားရေးနဲ့ပတ်သက်ပြီးမှလုပ်တယ်လို့ဖြစ်ဖြစ် data ကင်တဲ့လူတွေပဲဖြစ်ဖြစ်အဓိကဘယ်လိုအာဒီ Power BI ကိုအသုံးပြုပြီးမှdata training လုပ်တာတို့ဒီ data လုပ်တဲ့အကြောင်းတွေကိုကျွန်တော်တို့တင်ပေးသွားမှာဖြစ်တယ်ခဏလေးတော့တချို့တွေကဝင်ရလားမသိဘူးဆရာမဆောင်ပွေ mix ဆက်ပေးပါအောင်เนาะဆရာမဆောင်ပွေနဲ့ပတ်သက်ပြီးမှ ဟယ်လိုအားလုံးပဲမင်္ဂလာပါကြားရလားမသိဘူးဟယ်လို ဟုတ်ကဲ့ကြားရပါတယ် အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ကတော့နာမည်အရင်ကပေါ့နော်လက်တန်ဆောင်ဖလမ်ချင်းလိုမျိုးပေါ့နော်nickname ကတော့ဆောင်းပွေးလို့ခေါ်လို့ရပါတယ်ကျွန်မကခုလက်ရှိပေါ့နော်ထိုင်းနိုင်ငံဘန်ကောက်မှာ data analyst နဲ့အလုပ်လုပ်နေတယ်ကျွန်မကတော့ကွန်ပျူတာတက္ကသိုလ်ကိုကလေးကွန်ပျူတာတက္ကသိုလ်မှာနှစ်ကွန်ပျူတာ science နဲ့ကျောင်းပြီးခဲ့တယ်honors တန်းရပြီးတော့ရန်ကုန်မှာ master တန်းပြန်တက်ဖို့လုပ်ခဲ့ပေမဲ့ရန်ကုန်မှာမတက်တော့ဘဲနဲ့ပေါ့နော်အခြေအနေအမျိုးမျိုးကြောင့်scholarship တွေလျှောက်ပြီးတော့အိန္ဒိယမှာcareer ကိုပြောင်းပြီးတော့ပေါ့နော်ပြောရမယ်ဆိုကိုယ့်ရဲ့တမွေဝမ်းကြောင်းကိုIT ပိုင်းတက်ပဲမဟုတ်ဘဲနဲ့စီးပွားရေးနဲ့ပေါင်းပြီးတော့မှကျွန်တော်တွားရင်ပို့ပြီးတော့အနာဂတ်မှာပို့ပြီးတော့အလားအလာပို့ရှိမယ်ဆိုပြီးတော့scholarship လျှောက်ပြီးတော့မှာပေါ့နော်အိန္ဒိယမှာMBA Business Analytics IT ပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆက်ပြီးတော့ပညာလေးလာခဲ့တယ်ပြီးတော့မှအကြောင်းပြီးတာနဲ့အခုတခါတည်းပေါ့နော်ဒီထိုင်းနိုင်ငံမှာတော်သား PVC Company Limited ဆိုတဲ့ company မှာအခုကျွန်မdata analyst နဲ့နှစ်သက်တမ်းပေါ့နော်2 years experience ရှိနေပါပြီဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်Google Drive ပုံနော်တချို့တွေကြတော့laptop မရှိတဲ့လူတွေရှိနိုင်တယ်တချို့တွေကြတော့ဖုန်းဝင်တဲ့လူတွေရှိနေဒါပေမဲ့ကျွန်တော်တို့ Google Drive ကဖုန်းမှာလည်းရှိတယ်ဒီ computer တွေမှာလည်းရှိပါတော့ကျွန်တော်တို့Google Drive ကိုကျွန်တော်တို့စာဖွင့်လိုက်လို့ရှိရင်ဒီလိုပေါ်လာမှာဖြစ်တယ်ကျွန်တော်ဒီ folder ဒီဆောက်ပေးတဲ့အရာတွေအခုကျွန်တော်တို့ဒီမှာမြင်နေတဲ့အရာတွေကကျွန်တော်တို့ folder ဒီဆောက်ပေးတဲ့အရာတွေရှိတယ်ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ folder ဒီမှာဆိုကျွန်တော်ပြောချင်နေတာဒီ search bar မှာပေါ့နော်ကျွန်တော်တို့folder တိဆောက်ပေးတဲ့အရာတွေကိုအလွယ်တကူ search ချင်လို့ရှိရင်ဒီ search bar ကနေကျွန်တော်တို့ရဲ့ folder တွေပါတယ်အဲ့လိုမျိုးအများကြီးတိဆောက်ပေးတဲ့အရာတွေဆိုရင်ကျွန်တော်တို့ search bar ကနေပြန်စားလို့ရတယ်ဒီဘက်မှာကျွန်တော်တို့ဘယ်ဘက်ချမ်းမှာကြည့်မယ်ဆိုရင်ဒီ my drive မှာပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုး folder တွေတိဆောက်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့ကြည့်လို့ရတယ်ဒီမှာ folder ကျွန်တော်ရဲ့ folder တွေပေါ့နော်ဒီ share web မီဆိုတဲ့အရာကဒီတချို့တခြားတုံ့ပြန်တွေကဒီ Google Drive မှာကျွန်တော်တို့ကြည့်လို့ရအောင်sharing လုပ်ပေးတဲ့အရာတွေ Google တွေဆွဲကျွန်တော်တို့ဒီ share web မီမှာပေါ့နော်အလွယ်တကူကျွန်တော်တို့ကြည့်လို့ရတယ်ဘယ်သူတွေကကျွန်တော်တို့ကိုဒီဟာတွေ share ပေးတယ်ကျွန်တော်တို့ Google Drive မှာတခါတည်းဒီ share web မီမှာဝင်လာတယ်ဖြစ်တယ်ပေါ့နော်ဒီ reason ကြတော့ဒီ list အခုတလောပေါ့နော်ပထမဒီတစ်ပတ်တရက်နှစ်အတွက်မှာကျွန်တော်တို့ဘာတွေပြင်ခဲ့တယ်ဘာတွေပြုတ်ခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်တို့အလွယ်တကူကြံကြည့်လို့ရတဲ့အရာဖြစ်တယ်ဒီဘက်မှာ star ကြတော့ကျွန်တော်တို့ရဲ့ဒီကိုလိုချင်တဲ့ဥပမာ file လေးကျွန်တော်ကဒီမှာဒီကျွန်တော်ရဲ့file လေးမှာ A မှာပေါ့နော် star ပြထားတဲ့အတွက်ကြောင့်
အဲ့လိုမျိုးဒီ star ပြထားတဲ့ຢာတွေဆိုရင်ကျွန်တော်တို့ဒီလိုမျိုး star ပြနှိပ်တာနဲ့ကျွန်တော်တို့ file တွေကကျွန်တော်တို့ star ပြခဲ့တဲ့ຢာတွေမှာအလွယ်တကူဒီပြန်ပေါ်လာမှာဖြစ်တယ်ဒီ span ကြတော့ဒီဟို Gmail တွေမှာဖြစ်ဒီမလိုအပ်တဲ့အဲ့လိုမျိုးspan မီးတွေဝင်လာတဲ့ပုံစံမျိုးဒီ drive မှာလည်းဝင်လာတတ်တယ်အဲ့လိုမျိုးတွေရှင်ဒီလိုမျိုး span မှာပေါ့နော်ဝင်လာတတ်တယ်ဖြစ်တယ်ဒီ trust ကြတော့ကျွန်တော်တို့ချက်ပြီးသားအရာတွေကိုကျွန်တော်တို့ပြန်ကြည့်လို့ရတယ်ပေါ့နော်ဒီဟာအဲ့လိုမျိုးတွေအသုံးပြုလို့ရတယ်ဆိုရာကိုကျွန်တော်ပြောပြချင်တယ်ဒီဘက်မှာပေါ့နော်ဒီမှာတစ်ခုပြောချင်တာဒီ family document မှာကျွန်တော်ရဲ့ file document မှာပေါ့နော်အကြီးကဒီမှာ owner ဆိုတဲ့အရာရှိတယ်ဒီ file ကိုဘယ်သူဖန်တီးတယ်ဘယ်သူကဖန်တီးတယ်ဒီဥမာဒီ file ကိုပေါ့နော်ဘယ်သူကဖန်တီးတယ်ဥမာကျွန်တော်တို့ဒီမှာဘယ်သူကဖန်တီးတယ်ဆိုတာကိုကျွန်တော်တို့ဒီမှာ owner မှာကြည့်လို့ရတယ်ဒီမှာ last modify ကြတော့ဒီ file ကိုကျွန်တော်တို့တယောက်ကို share ထားတဲ့ချိန်မှာဘယ်သူကပြုပြင်တယ်နောက်ဆုံးပြုပြင်တယ်ဆိုတဲ့ဟာကိုအများကြီးကျွန်တော်တို့ Google Drive မှာတင်ရကိုကျွန်တော်တို့အချင်းတွေကို share ပေးလို့ရှိရင်တရားကို last modify မှာကျွန်တော်တို့ပြန်ကြည့်လို့ရတယ်ပေါ့နော်တခုမှာじゃရှိတယ်မတိတာပါပေါ့နော်မရှင်းတာရှိလို့ရှိရင်ဟောစာအုပ်လေးနဲ့မှထားပြီးမှအဆုံးမှာပေါ့နော်မိခွန်းပြန်မြင်ရတယ်ဘယ်လိုမျိုးလုပ်လို့ရတယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်ဒီ file site မှာကြတော့ကျွန်တော်တို့ဒီဟာရဲ့ကျွန်တော်တို့လုပ်ထားတဲ့ file တွေရဲ့ GB ဘယ်လောက်ရှိတယ်ဆိုတဲ့အကိုဒီ file site မှာကြည့်လို့ရတယ်ပေါ့နော်ဒီ file တွေကိုကျွန်တော်တို့ folder ဘယ်လိုမျိုးတည်ဆောက်မယ်ဘယ်လိုမျိုးလုပ်မယ်အရာတွေကိုကျွန်တော်ပေါ့တင်ပြပေးသွားမှာဖြစ်တယ်ဥပမာကျွန်တော်တို့ဒီမှာညာဘက်ဘက်ချမ်းမှာ new မှာပေါ့နော်ကျွန်တော်တို့တွားလိုက်လို့ရှင်ဒီမှာအဆုံးမှာ new folder ရှိတယ်ပေါ့နော်ကျွန်တော် folder အသစ်တည်ဆောက်မယ်ဆိုရင်ဒီ new folder ကနေကျွန်တော်ဘယ်လိုမျိုး folder name လို့ချင်တာလဲဥပမာကိုယ့်ရဲ့အဖွဲ့အစည်းနဲ့ပတ်သက်တာဖြစ်ဖြစ်ကိုလိုချင်တဲ့ပုံစံတွေကိုfile name တည်ဆောက်လိုက်တာဒီမှာကျွန်တော်ကfile name ကိုမနာဆိုပြီးမှတည်ဆောက်လိုက်မယ်ပေါ့မနာလေးဆိုပြီးမှလုပ်လိုက်မယ်ဒီမှာနော်ဥပမာကျွန်တော်တို့ဒီ my drive မှာပေါ်လာတာပေါ့နော်ဒီfolder ဒီဆောက်လို့ရှင်ဒီလိုမျိုးမနာထိအဲ့ဒီမှာကျွန်တော်တို့ပုံတွေပေါ့နော် upload လုပ်ချင်လို့ရှင်ကျွန်တော်တို့လိုချင်တဲ့ file ကိုเนาะဒီလိုမျိုးတစ်ချက်ကိုဘယ်ထဲမှာတင်ချင်တယ်လဲဆိုတဲ့အကိုတစ်ချက်ကျွန်တော်တို့မနာထိဆိုတဲ့နေရာမှာလာပြီးမှကျွန်တော်တို့ဒီမှာ new ကိုပြန်သွားပြီးမှဒီမှာ file ကျွန်တော်တို့ဘယ်လိုမျိုး file ကိုတစ်ခုချင်းစီဘယ်လိုမျိုး upload ချင်တယ်လဲကျွန်တော်တို့ထည့်ချင်တယ်လဲဆိုတဲ့အကိုကျွန်တော်ပုံတစ်ပုံထည့်ပြမှာပေါ့နော်ဒီလိုမျိုးကျွန်တော်ပုံကိုထည့်လို့ရှင်ဒီလိုမျိုးတစ်ခုချင်းကိုupload လုပ်ချင်နေရဆိုရင်ဒီမှာအဲ့လိုမျိုးပုံစံနဲ့လုပ်လို့ရတယ်ဒါပေမဲ့ဒီလိုမျိုးတစ်ခုချင်းကိုမသွားချင်ပဲနဲ့ကျွန်တော်တို့busy မှာပေါ့နော်file ထဲမှာအပြည့်မှာပေါ့နော်ကျွန်တော်တို့ folder တိဆောက်ပြီးသားအရာတွေဆိုရင်ကျွန်တော်ဒီမှာလာပြီးမှ folder upload ဆိုတဲ့နေရာမှာ folder လိုက်ပေါ့နော်folder တိဆောက်ပြီးသားအရာတွေကိုကျွန်တော်တို့upload လုပ်လို့ရတယ်ဒီမှာကျွန်တော် folder တိဆောက်ပြီးသားအရာ review ရှိရပေါ့နော်ဒီလိုမျိုးခုချက်မဟုတ်ပဲနဲ့အဲ့ဒါအကုန်လုံး file လိုက်ကြည့်တခါတည်း upload တဲ့အရာဖြစ်တယ်ဒီမှာကျွန်တော်လုပ်ပြကြည့်မယ်နော်ဒီလိုမျိုးပေါ့နော်ဒီမှာ
တစ်ခုလုပ်တယ်ဒီအောက်မှာပဲဒီအပေါ်မှာမနာဟိဆိုတဲ့အောက်မှာပဲကျွန်တော်တို့ file edit တစ်ခုပြန်တိဆောက်မယ်ဆိုရင်ပေါ့နော်ဒီမှာ new လာ new မှာပေါ့နော်လာပြီးမှnew folder ဆိုတဲ့အရာမှာလာပြီးမှဥမာဒီမနာဟိဆိုတဲ့အောက်မှာပဲကျွန်တော်folder တစ်ခုတိဆောက်မယ်ဆိုရင်ဥမာ A folder ပေါ့နော်ဒီလိုမျိုးပုံစံနဲ့ဒါပေမဲ့အဲ့ဒါကမနာဟိဆိုတဲ့မနာဟိဆိုရင် file အောက်မှာပဲရှိတယ်ဒီမနာဟိဆိုရင် file အောက်မှာပဲနောက်ထပ် edit folder တစ်ခုပြီးဆောက်မယ်ဆိုရင် BD ဆောက်မယ်ဆိုရင်ပေါ့နော်ဒီလိုမျိုးnew ကနေဒီပေါ့နော်ဒီလိုမျိုး folder တွေဒီဆောက်လို့ရတယ်ဒီလိုမျိုးဒီနားလေးမှာပေါ့နော်ကိုထည့်ချင်တဲ့အရာတွေပေါ့နော်ထည့်လို့ရတယ်ဥပမာဒီ folder တွေကိုပေါ့နော်ကျွန်တော်ဒီ folder တွေကိုကျွန်တော်တို့ဥပမာလူတစ်ယောက်ယောက်နဲ့ဒီလူတစ်ယောက်ယောက်ကိုကျွန်တော်တို့ share ချင်လို့ရှင်ဒီမှာဒီမနာလေးဆိုအခုနကကျွန်တော်တို့လုပ်ခဲ့တဲ့မနာလေးဆိုတဲ့ file မှာပဲကျွန်တော်တို့လာပြီးမှဒီမှာချက်နှိပ်မယ်ဆိုရင်ဒီမှာshare ပေါ့နော်ဒီဟာလုပ်ပြမယ်နော်ဒီ share ပေါ်တဲ့အဲ့ဒီ share မှာဒီမှာတစ်ချက်ညာဘက်မှာပေါ့နော် share နှိပ်မယ်ဆိုရင်ခဏလေးနော် line လေးဒီမှာ share နှိပ်လို့ရှိရင်ဒီမှာဒီ restrict ပေါ်တယ် restrict မှာ anyone with the link ဆိုတဲ့ဟာဒီမှာအဲ့ဒီမှာနှိပ်လို့ရှိရင်ဒီအားလုံးကပေါ့နော်ကြည့်နိုင်တယ်ဒီမှာတခါတဲ့ဘယ်သူတွေကိုပို့ချင်တယ်လဲဆိုရင်ဒီမှာရှာမဆောင်ကိုကျွန်တော်ပို့ချင်လို့ရှိရင်ကိုကြိုက်တဲ့လူရဲ့ Gmail တွေထည့်ပြီးမှပို့လို့ရတယ်ဒီလိုမျိုးနှိပ်ပြီးမှကိုကပို message ထည့်ချင်တဲ့ຢာတွေထည့်လို့ရတယ်ပြီးမှဒီမှာ editor မှာအဲ့ဒီရှာမဆောင်ကပဲကြည့်လို့ရသလားဒါမှမဟုတ် comment ပေးလို့ရသလားဒီ folder တွေကို edit လုပ်လို့ရသလားသူ့ကို share တဲ့ချိန်မှာကိုကသူကကြည့်ပြီးမှပြင်လို့မရတဲ့ပုံစံလုပ်ချင်လို့ရှင်ဒီမှာ viewer မှာပဲလုပ်လို့ရတယ်ဥပမာဒီဟာတွေကိုကျွန်တော်ရဲ့ file တွေကိုဇာတ်တွေကိုသူ edit လုပ်လို့ရလို့ရှင်ဒီမှာ editor မှာသူ့မှန်ချက်ပေးပြီးမှလုပ်လို့ရှင်သူကပေါ့ရှာမဇာကလည်းကျွန်တော်တို့ပို့တဲ့ဒီ file ကိုတင်တဲ့ချိန်မှာကျွန်တော် share ထားတဲ့တွာလည်းဒီကျွန်တော်ရဲ့ဇာတ်တွေဒီဟာတွေကိုပြုပြင်နိုင်တယ်ပေါ့နော်ဥမာတယောက်ချင်းကိုကျွန်တော်တို့ပို့ချင်လို့ရှင်ဒီ copy link ဒီကနေယူပြီးမှတယောက်ချင်းကိုလည်းအဲ့လိုမျိုးသူတို့ကိုလည်းpercentage ဒီမှာပေါ့နော်ပို့နိုင်တယ်ဒီမှာပေါ့နော်ဒီ folder တွေဒီ file ဒီ folder တွေလုပ်ပြီးလို့ရှင်ဒီGoogle document တွေပေါ့နော် Google document တွေလည်းဒီကနေကျွန်တော်တို့ share လို့ရတယ်ဒီ untitled document မှာကျွန်တော်တို့ဒီ document ကိုနော်လူကြောက်ရောက်ကိုပေါ့နော်share ချင်လို့ရှင်ဒီကျွန်တော်တို့ပြုစာကျွန်တော်တို့ဒူနဲ့ကျွန်တော်နဲ့ရေးရရဆိုရင်ဥမာကိုကဘာနဲ့ရေးချင်တာလဲဆိုရင် speaking အကြောင်းဆိုရင်speaking ပေါ့နော် speaking အကြောင်းရေးမယ်ဒီနားမှာပေါ့နော်ဥမာဘာအကြောင်းပြင်မလဲပေါ့နော်ဥမာဒီမှာကိုကြိုက်တဲ့ပုံစံနဲ့ဒီလိုမျိုးစာတွေရေးပြီးမှဒီဖက်လူကိုဒီဟာတွေဒီအခုန speaking နိမနေရမှာပေါ့နော်ဒီမှာ star လေးရှိတယ်ဒီ file ကိုကျွန်တော်တို့ star ပြထားလို့ရှိရင်ဥမာ star ပြတယ်ကျွန်တော်တို့ပို့ချင်တဲ့လူဒီမှာဟားလေးရှိတယ် star ပေးနာလေးမှာပေါ့နော် for a move ဆိုတဲ့အရာရှိတယ်ဒီမှာကျွန်တော်တို့လုပ်လို့ရှိရင်ဒီကနေလေဥမာဒီမှာကျွန်တော်တို့ဒီနားမှာပဲဥမာအစောနာ ABC ဒီခဲ့တဲ့နေရာမှာကျွန်တော်တို့နေရာမှာအဲ့နေရာမှာကျွန်တော်တို့သွားတင်းလို့ရတယ်ကိုကြိုက်တဲ့နေရာမှာ A မှာတင်းမလား B မှာတင်းမလားပေါ့နော်ကိုကြိုက်တဲ့နေရာမှာတင်းလို့ရတယ်အဲ့နေရာမှာမတင်းဘဲနဲ့တင်းပါလားဒီဟာမလုပ်ခဲ့ဘူးဆိုရင် automatic ပေါ့နော်mind drive မှာပေါ်သွားမှာကျွန်တော်တို့ဒီမှာတစ်ခုခုမှကျွန်တော်တို့move လုပ်လိုက်လို့ရှိရင်ပေါ့နော်အဲ့ဒီကျွန်တော်တို့လုပ်တဲ့နေရာမှာပေါ့နော်ပေါ်သွားမှာဖြစ်တယ်
ဥပမာကျွန်တော်တို့အစောနာပြောခဲ့တယ်လို့ဒီလိုမျိုး star ပြန်နှိပ်မယ်ဆိုရင် star နဲ့ပြန်ကြည့်မယ်ဆိုရင်ခုန speaking မှာ star ပေါ်လာတယ်ပေါ့နော် speaking file မှာအဲ့လိုမျိုးပုံစံသုံးလို့ရတယ်ဒီလိုမျိုးဒီ Google Sheet ကြတော့လေဒီလိုမျိုးပုံဒီမှာကိုလိုချင်တဲ့ file name ကိုလုပ်မယ်ခုနတပုံစံထက်ပေါ့နော်ဒီလိုမျိုးဓာတ်တွေဒီမှာလုပ်လို့ရတယ်ပေါ့နော်ဒီမှာ Google Slide တို့Google Sheet တို့ Google Drive တို့ Google Form တို့ပေါ့နော်ခုနတပုံစံထက်ပဲအဲ့လိုမျိုးပုံစံနဲ့ကျွန်တော်တို့ဒီမှာလုပ်လို့ရတယ်ပေါ့နော်Google Drive ကြတော့ဒီလောက်ပါပဲခဏနေကြရင်မိခွင့်မိလို့ရတယ်အခုကျွန်တော်နောက်တစ်ခုသွားချင်နေတာကbonus နေပေါ့နော်ကျွန်တော်တစ်ခုပြောပြချင်နေတာစောနာပေါ့နော် Zoom ဒီပုံစံမျိုးfree သုံးလို့ရတယ်စာတွေတင်ပြီးဖို့ Google Meet ပေါ့နော် Google Meet ကိုကျွန်တော်mix ပေးချင်တာဖြစ်တယ် Google Meet ကြတော့ကျွန်တော်တို့ဖုန်းတွေမှာလည်းရှိတယ်ဒီလိုမျိုး Google Meet ဖွင့်လိုက်လို့ရှိရင်ဒီလိုမျိုးပေါ်လာတယ်ပေါ့နော်ဒီလိုမျိုးပေါ်လာတယ်ဒီမှာ new meeting ကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်လို့ရှိရင်ဒီမှာ create meeting for later နောက်ကျွန်တော်တို့နောက်ဒီအခုမသုံးသေးမဲ့အတွက်ကျွန်တော်တို့ဒီ link ဖန်တီးချင်တာလားဒီ instant meeting ဆိုရင်ကျွန်တော်တို့အခုချက်ချင်းဒီဟာကိုကျွန်တော်တို့ meeting စတော့မယ့်အရာဆိုရင်ကျွန်တော်တို့ဒီဟာနဲ့လုပ်လို့ရတယ်ဒီမှာschedule Google Calendar ဆိုတာဒီအချိန်စရာနဲ့ဘယ်နေ့မှာကျွန်တော်တို့ဒီဟာကိုလုပ်လို့ရတဲ့အရာကိုကျွန်တော်တို့လုပ်လို့ရတယ်ဒီအပေါ်ကနေအောက်ကဟာတော့အတူတူပဲနောက်အခုမလုပ်သေးမယ့်ဟာအတွက်ပေါ့နော်အဲ့မှာကျွန်တော်အခုလုပ်ပြမယ်ဒီအခုလုပ်တဲ့ပုံစံနဲ့အခုကျွန်တော်တို့ meeting ကိုစတော့မယ်ဆိုရင်ဒီမှာ start instant meeting ဆိုတဲ့ဟာနဲ့ကျွန်တော်တို့ meeting တွေလုပ်လို့ရတယ်ပေါ့နော်ဒီအောက်ကကြတော့ဒီ Google Calendar နဲ့အချိန်စရာတွေလုပ်ပြီးမှlink ဖန်တီးပြီးမှကျွန်တော်တို့အစည်းအဝေးလေးပါလေးလုပ်လို့ရတယ်ပေါ့နော်ဒီအောက်ကဟာကိုကျွန်တော်လုပ်ပြမယ်နော်ဒီမှာအဲ့တိုင်တယ်မှာကျွန်တော်တို့ဘာအကြောင်းကျွန်တော်တို့ပြောချင်တာလဲပေါ့နော်ကို meeting ရဲ့အကြောင်းကိုဒီမှာ meeting ရဲ့အကြောင်းကိုကျွန်တော်တို့ပေါ့နော်ဖန်တီးလို့ရတယ် speaking ဥမာကျွန်တော်တို့ April ဒီမှာဘယ်ရက်နေ့လဲမနေ့ဖြန်ကနေစမယ်ဆိုရင်ကျွန်တော်တို့ April ဥမာ6နာရီကနေစမလားဘယ်နာရီနဲ့စမလဲ9နာရီနဲ့စမယ်ဆိုရင်9နာရီဥမာဒီမှာဘယ်ချိန်ထိစမလဲဆိုတဲ့အရာကိုကျွန်တော်တို့လုပ်လို့ရတယ်ပြီးရင်ဘယ်နှလဥမာမေလအထိလုပ်မလားကိုလိုချင်တဲ့ပုံစံနဲ့ကိုကြိုက်တဲ့ပုံစံပြီးရင်ဒီမှာကဥမာနေ့တိုင်းလုပ်မလားဒါမှမဟုတ်အပတ်တိုင်းလုပ်မလားလတိုင်းလုပ်မလားဒီလိုမျိုးပေါ့နော်ကိုလိုချင်တဲ့ပုံစံနဲ့ဖန်တီးလို့ရတယ်တခြားလူတွေကို share ချင်လို့ရှင်ဥမာဒီမိကိုပေါ့နော်ယောက်ကိုဒီမှာ guest မှာသူတို့ရဲ့မိထဲမှာခါလေးပေါ်အောင်လုပ်ဆင်လို့ရှင်ဥမာရှာမစောင်းကိုကျွန်တော်တို့ထည့်မယ်ရှင်တခါလေသူ့ရဲ့မိမှာပေါ်အောင်လုပ်လို့ရတယ်ဒီ shift ကိုသုံးလို့ရှင်ဒီ calendar နဲ့ကျွန်တော်တို့ပြန်ကြည့်လို့ရတယ်ပေါ့နော်အဲ့လိုတကူဒီဟာသုံးလို့ရတယ်ဒီဟာကိုကျွန်တော်တို့ notification ပေါ့နော်ကျွန်တော်တို့ notification လုပ်လို့ရှင်ဥမာဒီဟာတင်တမ်းမစားခင်မှာကျွန်တော်တို့ဘယ်မိနစ်မှာဒါမှမဟုတ်ဘယ်နာရီမှာဘယ်ရက်နေ့မတိုင်ခင်မှာကျွန်တော်တို့ကို notification ပေးဖို့ Gmail ကနေပေးဖို့Gmail ကနေပေးမှာလားဒါမှမဟုတ်ဒီတိုင်းပေးမှာလားပေါ့နော် notification ပေးအောင်ဒီဟာကိုကျွန်တော်တို့link တွေဖန်တီးလို့ရတယ်ပေါ့နော်အလွယ်တကူတင်လို့ရအောင်ဒါကတော့ကျွန်တော်တို့ ship လိုက်လို့ရှင်ဥမာ calendar နေပြန်ကြည့်လို့ရတယ်တရားနဲ့ copy လုပ်ပြီးမှတင်ပေးလို့လည်းရတယ်ပေါ့နော်ဒီဟာမျိုးပေါ့နော်ဒုတိယတစ်မျိုးအခုကျွန်တော်တို့ချက်ချင်းဒီ meeting ကိုစတော့မယ်ဆိုရင်ဒီဟာလွယ်တယ်ပေါ့နော်ဘာမှရက်ဒီချိန်ဒီပါတယ်ဖန်တီးကြမလို့ဘူးကျွန်တော်တို့တစ်ခါတည်း meeting နှိမ့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ပေါ်လာတယ်ဒီကနေကျွန်တော်တို့ဒီက copy ကိုဒီ link ရဲ့ copy ကိုကျွန်တော်တို့ဒီမှာတစ်ချက်
copy ယူလိုက်လို့ရှင်တခါလဲပေါ့နော်ကျွန်တော်ပို့ချင်တဲ့လူတွေရှိကိုကျွန်တော်ပို့လိုက်လို့ရှင်သူတို့ကဒီ meeting ကိုတခါလဲကျွန်တော် join နိုင်မှာဖြစ်တယ်ဒီ Google Meet ကဒီလိုမျိုးအလွယ်တကူလုံးလို့ရတယ်ဆိုရကိုmix ပေးချင်ပါတယ်ခုကတော့ဆမ်မဆောင်ကိုနော်အချိန်ပေးချင်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါဆမ်မနာကျေးဇူးတင်ပါတယ်ဆမ်မနာကလေသူကစကားနည်းနည်းလေးပြောတော့ကျမကအရင်မြန်သွားတယ်ဆိုရင်လေစာရေးလာပြီးတော့ဆမ်မဆောင်ရေးနည်းနည်းလေးဖြည်းဖြည်းလေးပြောပြလို့ရမလားဆိုပြီးတော့လေပြောလို့ရပါတယ်ပေါ့နော်ပြီးတော့တကယ်လို့များတခုခုမိတဲ့အချိန်မှာမကြားရတာလို့ဖြစ်တခုခုပေါ့နော်ရှိတယ်ဆိုရင်လေကိုယ့်ရဲ့ microphone mic ကနေအတန်ဖွင့်ပြီးတော့လေပြောလို့ရပါတယ်ကျမတော့အဲ့လိုမျိုးလေတခုခုတင်ပေးတာလို့ဆိုရင်တိတ်ဆိတ်တာတွေမကြိုက်ပဲနဲ့အပြန်အလှန် interactive ဖြစ်တဲ့ပုံစံမျိုးသဘောကျတယ်ဆိုတော့ပေါ့နော်အဲ့ဒါကြောင့်မလို့ချက်ချင်းပေါ့နော်တကယ်လို့များမေးချင်တာတွေရှိတယ်ဆိုရင်လည်း mic လေးတစ်ချက်ဖွင့်ပြီးတော့မေးလို့လည်းရပါတယ်ပေါ့နော်ဟုတ်ကဲ့ခုနဆမ်မနာပြော mix it people လို့mix up ပေးမဲ့အချိန်မှာပေါ့နော်ဒီနေ့တက်လာတဲ့သူတွေကိုကျမတို့ဘယ်ကလာတယ်ဘာညာလဲမမေးထားဘူးဆိုတော့လေတကယ်လို့များပေါ့နော်လိုတဲ့အချိန်လေးကြာတော့ကျမတို့က9ရက်ပဲရှိတယ်ဆိုတော့လေအဲ့ဒါကြောင့်အချိန်တွေမလောက်မှာဆိုလို့ပေါ့နော်တအိုးတယောက်ချင်းစီကိုmix up ဖို့မလုပ်တာပေါ့နော်ဖြစ်နိုင်ရင်တော့အကုန်လုံးကိုဘယ်ကနေလာတယ်အခုလက်ရှိဘယ်လိုဖြစ်နေလဲဘာလုပ်နေလဲဆိုတဲ့ဟာမျိုးပေါ့နော်အကုန်လုံးဒီမှာတက်ရောက်တဲ့အယောက်ပေါ့နော်18ယောက်လုံး mix တွေတငယ်ချင်းတွေဖြစ်သွားစီချင်တယ်ပေါ့နော်ကျမတို့ကအဲ့လိုမျိုးအရင်စင်ကားနဲ့9ညပေါ့နော်ကျမတို့က9ညအတူတူသွားမှာဆိုတော့9ညလုံးကိုဒီတိုင်းပြီးဆုံးတာထက်စာရင်အဲ့လိုမျိုးရင်းနှီးနဲ့ကျမတို့စကားပြောရင်တော့နောက်အနာဂတ်မှာလေပေါ့နော်အတူတူလို့မလို့ပြောလို့မရဘူးလေနော်အခုဒီမှာလာတဲ့သူတွေတော်တော်များများကလက်ရှိမှာလေအလုပ်ဖြစ်နေပြီးသားသူတွေလည်းဖြစ်နိုင်တယ်လို့တချို့ကကျောင်းသားတွေလည်းဖြစ်နိုင်တယ်တချို့ကပေါ့နော်ကိုယ့်ရဲ့ဆရာကြီးတွေဆရာမကြီးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီခါကျတော့ဒီညအချိန်ပေးပြီးတော့လာရောက်ပြီးတော့စိတ်ဝင်စားပြီးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးထပ်မှန်ပြီးတော့ကျေးဇူးတင်ချင်တယ်ပေါ့နော်ဆမ်မနာကအများကြီးပြောသွားပြီပဲထင်ပေမဲ့သူကအချိန်အရန်တိကျတယ်ဆိုတော့ချက်ချင်းသွားလိုက်တာပေါ့နော်ဆိုတော့ကျမအနေနဲ့လီပေါ်တာဆိုတော့လေတကယ်လို့များဆရာမတို့အနေနဲ့တခြားနောက်မနေ့ပြန်ညလောက်ဆိုရင်အားရင်အားတယ်လို့ဆောဝင်ပြီးတော့လေနိုင်မတိုင်ခင်စားတဲ့အချိန်နိုင်မတိုင်ခင်အချင်းစကားပြောကြမယ်နော်အခုကကျတော့တင်တဲ့အချိန်မှာဖြစ်နေပြီဆိုတော့လေကျမတို့ကအချိန်လည်းအများကြီးမရှိတဲ့ခါကျတော့မနေ့ပြန်ညအားတဲ့သူတွေဆောလေးဝင် join ကြပြီးတော့စကားပြောကြမယ်နော်ဘယ်ကနေလာတယ်ဘာညာပေါ့နော်ဒီညတော့ mix ဆက်တာမသွားသေးဘူးပေါ့နော်ကျမတို့ကတခြားတင်တန်းတွေဆိုပထမဆုံးစတဲ့ညမှာ mix ဆက်ကြပြီမဲ့join လာတဲ့သူတွေလည်းနေတယ်မြန်မာနိုင်ငံချင်းတွေအရန်ဆိုတာလည်းဖြစ်နိုင်တယ်ပေါ့နော်အခြေအနေမျိုးကြောင့်ဆိုတော့ဒီနေ့လာရောက်တဲ့သူထဲမှာကတော့အစင်ပြီးတော့မှဘီကင်လုံးချုံမယ်လို့မျှော်လင့်တယ်ဆိုတော့ကျမတို့ငါညပဲဆိုတော့အချိန်တော့လုံးဝမလောက်ဘူးပေါ့နော်ဒါပေမဲ့ဒီငါညမှာပြီးနိုင်တဲ့ပညာတွေအများဆုံးပြီးနိုင်အောင်စူးစမ်းကြမယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဆိုတော့ခုနကျမတို့ဒီညတင်မဲ့အထဲမှာခုနအဓိကပါလဲဆိုတော့ပြန်ကြည့်မယ်နော်ဆမ်မနာက Google Drive နဲ့ဟို Google Meet နဲ့ပြောသွားတယ်ပေါ့နော်ကျမတင်ကပြောသွားမှာလဲဆိုတော့ Gmail နဲ့ Google Form ဘယ်လိုသုံးမယ်ဆိုတာပေါ့နော် Gmail မသုံးဘူးတဲ့သူတော့မရှိတော့ဘူးထင်တယ်နော် Gmail ကကျတော့လူတိုင်းသုံးဖို့မယ်လဲကျမတော့ယုံကြည်တယ်ပေါ့နော်အဲ့ဒီခါကျတော့ Gmail ကိုတော့အများကြီးထွေလို့ပြောစရာမရှိဘူးပေါ့နော်ကျမရဲ့ screen မြင်ရတယ်နော်တယောက်လောက်ပြောပြပါဦးမြင်ရ personal email ကိုပဲတခါလေးတန်းဖွင့်နေပေါ့နော်အဲ့ဆိုတော့ပထမအဆုံး email ကိုကျမတို့ဝင်မယ်ဆိုရင် email ကကျမတို့ဘယ်အချိန်တွေသုံးလေးရှိလဲဆိုတော့လုပ်ငန်းခွင်မှာလည်းသုံးတယ်ပြီးတော့မှဥပမာကျောင်းသားတွေဆိုရင်လည်းကျောင်းကဆရာမတွေပြီးတဲ့ assignment တွေပါညာပေါ့နော်အဲ့ဒါတွေဆိုရင်လည်း email တွေနဲ့ manage လုပ်ရတဲ့ဟာတွေရှိတယ်ပြီးတော့မှတခြားပေါ့နော်အကြောင်းအမျိုးကြောင်းလုပ်ငန်းပိုင်းဆိုင်ရာမဟုတ်ဘဲနဲ့ဒီတိုင်း community တွေမှာဆိုရင်ခုနောက်ပိုင်း email တွေသုံးလာတယ်ဘာလို့လဲဆိုတော့ကျမတို့က social media ကနေဆရာရဲ့ဆရာမရဲ့ပတ်စံဘယ်လောက်ကိုပို့ပေးပါအောင်ဆိုတဲ့ဟာမျိုးပြောတာထက်ဆိုင် email မှာကကျမတို့ရဲ့ conversation တွေကကိုကြိုက်တယ်လို့မျိုးသွား delete လုပ်လို့မရတဲ့ခါကျတော့လေ
ကျမတို့ကဒီတိုင်း chatting မှာဥပမာထားလိုက်တော့signal တို့ WhatsApp တို့မှာကျမတို့ကပြောလို့အဆင်ပြေပေမဲ့တချို့အရာတွေကနည်းနည်း serious ပြီးတော့ professional ဆန်ဆန်လေးကျမတို့ကဒီဟာပြောထားပါတယ်ဆိုတော့ history လေးတွေတခြားလေးပေါ့နော်ဖြစ်လို့လည်းမရတော့ဆိုတော့proof နဲ့တကွာပေါ့နော်ပြချင်နေဆိုရင်ဘယ်လောက်ပဲကိုမှ messenger တွေ signal စားတဲ့ social media တွေမှာဘယ်လောက်ပဲကျမတို့ကပြောထားပါစီပေါ့နော်တချို့က email နဲ့တစ်ချက်ပြန်ပို့ပေးအောင်နော်ဆိုပြီးတော့ပေါ့နော်ကြုံကြရထင်တယ်ပေါ့နော်ဆရာမတို့အဲ့လိုမျိုးဘာလို့တောင်းလဲဆိုတော့ email အနေနဲ့ကကျမတို့အနေနဲ့ထွေထိုးအရန်ကြီးပေါ့နော်ဒီကိုရေးထားတဲ့ဟာစာတွေတစ်ဖက်ကပြန်ဖြစ်လို့မရတော့တဲ့လိုမျိုးပေါ့နော်ပြီးတော့ history တွေကိုဘာပြန်ပြောထားတယ်ဆိုတဲ့ဟာတွေပြန် follow up ပြန်လုပ်ဖို့အရန်အဆင်ပြေတဲ့အထက်မှာပါလို့ပေါ့နော်email ကိုတုံးကြတာဖြစ်တယ်ဟုတ်ပြီပထမအဆုံးဒီ email ရဲ့ folder ထဲမှာကျမတို့ရောက်နေပြီပေါ့နော် email ကတော့ဘယ်လိုဖွင့်မယ်ဆိုတော့သိတယ်နော်မသိတဲ့သူရှိလား email ကိုဘယ်လိုဆောက်မယ်ဆိုတဲ့ဟာထိကျမပြောသွားပြရမှာတော့မဟုတ်ရင် email ကိုရှိကြပြီလားတစ်ချက်လောက်ပေါ့နော်3-4ယောက်လောက်ဖြေပေးပါအောင် email ဘယ်လိုဖွင့်ရမယ်ဆိုတာအားလုံးတော့သိမယ်ထင်တယ်နော်ဟုတ်ကဲ့တည်ထားပါတယ် ဟုတ်ကဲ့ပါတကယ်လို့ကျမက email ဘယ်လိုဖွင့်ရမှာလဲဆိုတာမသိဘူး email ဆိုတာဘာပြောချင်တာလဲမသိဘူးဆိုတဲ့သူရှိမလားမသိဘူးမရှက်ပဲနဲ့လေဒီကတော့ပွန့်လင်းသွားရအောင်နော်ရှိလားမသိဘူးရှိရင်သွားပြီးမရှိရင်ကျမတို့အချိန်ကုန်ပြီးတော့မသွားတော့ဘူးပေါ့နော်အစအနေရှင်းပြလိုက်ရင်တော့ပိုကောင်းသွားမယ်ထင်တယ် ဟုတ်ပြီโอเคအစကနေဆိုတော့ဘောနော်တကယ်လို့များဖုန်းကင်တယ်ဆိုတဲ့အတိုင်းပေါ့နော် email ကတော့လိုတိုင်းတော့ရှိကြတယ်ဒါပေမဲ့ကျမတို့ဘယ်လိုသုံးမယ်ဆိုတာမသိကြတာလေနော်ဟုတ်ပြီရတယ်ဆရာโอเคပထမဆုံးကျမမှာတော့ဒီမှာသုံးထားတယ်ပေါ့နော်ကျမ email ကတော့ my.latinsak@gmail.com ပေါ့နော်အဲ့လိုသုံးထားတယ်ဟုတ်ပြီကျမအနေနဲ့ကတခြား account ဆောက်ချင်တယ် add account ဆိုပြီးတော့တခြား account ဆောက်ချင်တဲ့အခါမှာဒီမှာsign in ဆိုပြီးတော့တခြား account ရှိတယ်ဆိုရင်တခြား account နဲ့ဒီမှာဝင်လို့ရတယ်ဒါပေမဲ့ကျမမှာတခြား account လည်းမရှိဘူးတခြား account ဆိုတော့တခြား account ရှိတဲ့ဟာလည်းရှိတယ်ဒါပေမဲ့ဥပမာတော့ကိုက personal email နဲ့ community မှာ volunteer လုပ်တဲ့ email ကိုတက်လေးခွဲချင်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့ personal email ကဥပမာrose ကိုယ့်ရဲ့နာမည်တော့မသုံးထားဘူးဥပမာ rose 123ဘာညာသုံးထားရဆိုအဲ့လိုမျိုးကကိုက profit သူများတွေကိုအလုပ်ရှောက်မဲ့အချိန်မှာ rose 123ဆိုတဲ့ဟာမျိုးနဲ့ကိုကသွားအလုပ်ရှောက်လာမှာကိုယ့်ရဲ့ email ကိုသွားရေးတယ်ဆိုရင်အရင် professional မကြောက်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ကအလုပ်ရှောက်လာတော့ဘာလို့မှာလူကိုမတွေ့ရသေးဘူးပေါ့နော်လူကိုမတွေ့ရသေးပဲနဲ့ကျမတို့ရဲ့ပြရမယ်ဆိုရင်စာရွက်တရွက်လေးကိုပဲသူတို့ကိုအရင်ကိုယ်စလဲလွတ်လိုက်တဲ့ပုံစံမျိုးဆိုတော့လေသူတို့ကပထမအဆုံး email နဲ့ကျမတို့ကအလုပ်ခေါ်စာအလုပ်ရှောက်လွှာတွေကို email နဲ့တွားရေးတဲ့အချိန်မှာကျမတို့ရဲ့ email address သူတို့စီမှာရောက်သွားမှာကျမတို့နာမည်အရင်ကထားလိုက်တော့dot လေညံဘောနော်ပြောရမယ်ဆိုတော့ dot လေညံဆိုတဲ့နာမည်ဒါကျမတို့နာမည်အရင်ဆိုရင်ကျမအဲ့ဒီ dot လေညံဆိုတဲ့နာမည်အရင်ကိုမသုံးဘဲနဲ့ rose 123မဟုတ်ရင်rose green rose ဘာညာဘောနော်အဲ့ဒီမျိုးသုံးထားတယ်ဆိုရင်တော့အလုပ်ရှင်ကဒီလိုကယုံကြည်ရမှာလားသူ့ရဲ့ email ကလည်း professional မဆန်နိုင်တာကလေးကလားကြလိုက်တာပုံစံမျိုးဖြစ်သွားနိုင်တယ်ဘောနော်ပြောရမယ်ဆိုရင်တော့တခုခုလုပ်မယ်ဆိုရင်ကျမတို့ကအလုပ်လျှောက်တာမှာပဲဖြစ်ဖြစ်ကိုကနေရာတစ်ခုမှာဖြစ် select ခတ်နေတယ်ဆိုရင်ဖြစ် select ခတ်ပုံစံမရောက်သွားမှာပေါ့နော်အဲ့ဒီခါကျတော့ကျမတို့ကတခုခုဆိုရင်လည်းအဲ့လိုမျိုး email address ကစတီတက်လေးပေါ့နော်ဖြစ်နိုင်ရင်ကိုနာမည်အရင်နဲ့အလုပ်ကိစ္စနဲ့ပတ်သက်တဲ့ဟာဒါမှမဟုတ်ရင် community ပိုင်း NGO ပိုင်းတို့နဲ့ပတ်သက်တဲ့ဟာလိုမျိုးဆိုရင်ကိုကနာမည်ကောင်းကောင်းလေးနဲ့လှပပလေးလုပ်ချင်တယ်ဆိုတဲ့ဟာပေါ့နော်email ထက်ကျွန်တော်တို့မှာငကူကလေးပုံမှန်10နှစ်ကျော်လောက်သုံးလာခဲ့တဲ့ email ကအရန် professional မဆန်မို့ဆိုရင်ထပ်ပြီးတော့ခုနာမည်နဲ့ရင်းနှီးတဲ့ပုံစံမျိုးဆောက်ချင်တယ်ဆိုရင်လည်းရတယ်ပေါ့နော်ကျမမှာလည်းအဲ့လိုရှိတယ်အရင်တော့ကလေငယ်တုန်းကကျတော့မသိဘူးလေနော်အဲ့လိုမျိုး email ကရရှိမှာ communicate လုပ်ဖို့အတွက်သုံးသွားမယ်ဆိုတာမသိတော့အချင်းဌာနီဆိုတဲ့ပုံစံမျိုးနဲ့တော့ကျမကတော့
email နာမည်ပေးတယ်ပေါ့နော်ချင်းထာနေ1722ပါညာပေါ့နော်အဲ့လိုမျိုးဆိုတော့အလုပ်လျှောက်တယ်တကယ် professional လက်တွေ့ဘဝမှာရောက်လာတဲ့အခါမှာသူများတွေကသူများတွေကကို email address ပဲကြည့်တယ်ဆိုတော့ဒီတယောက်ကဘယ်သူလဲမသိဘူးဆိုတဲ့ပုံစံမျိုးနေတော့အဲ့ဒီခါကျတော့ကျွန်မကကိုပိုင် email ထည့်ဆောက်တယ်အခုလိုမျိုးကိုပိုင် email ထည့်ဆောက်ချင်တယ်ကျွန်တော်ဒီမှာကိုပိုင် email ဆောက်ချင်တယ်ဆိုရင် for personal use ဆိုတာရှိတယ် personal အတွက်သုံးချင်တာလားဒါမှမဟုတ်ရင် work or business ပေါ့နော် work or business ဆိုတဲ့ဟာရုံထည့်တယ်ဆိုရင်ဘယ်လိုပေါ်လာမှာလဲဆိုတော့သူတို့က domain name တွေနဲ့လာမှာ domain name တွေဆိုတာကဥပမာ domain name ကကျွန်တော် free မရဘူးသူကကျွန်တော်ဝယ်ထားရတာ company ကနေဝယ်ထားတဲ့ဟာတွေပါပဲပေါ့နော်အဲ့လိုမျိုးဆိုတော့ work နဲ့အလုပ်နဲ့ဆိုရင်တော့သူက domain name တွေပါလို့နဲ့တောင်းမှာဆိုတော့အဲ့လိုကိုဆုံးက personal အတွက်သုံးမယ်ဆိုတဲ့ဟာနဲ့ကျွန်တော်တို့သားသမီးတွေအတွက်for my child ဆိုရင်ဒီမှာ for my child for my child ဆိုတဲ့ဟာကိုရွေးတယ်ဆိုရင်တို့မှာ limitation တွေရှိတယ်ကိုသားသမီးတွေကဒီ function ကိုတုံးခွင့်မပြုပါညာအဲ့လိုမျိုးပေါ့နော် restrict အရင်များတယ်အဲ့ဒီ for my child ဆိုတဲ့ဟာကိုနှိမ့်မိတယ်ဆိုရင်သားသမီးတွေအတွက်သုံးတဲ့ခါကျတော့အဲ့ဒီ email ကလေတခုခုလုပ်ချင်တယ်ဆိုရင်သူ parent နေတဲ့ parent ဆိုတဲ့ address နေရာမှာတွားထည့်ထားလိုက်တဲ့ email ကိုတခုခုလုပ်ချင်နိုင်လေpermission တောင်းနေမှာအဲ့ဒါကြောင့်မလို့အလွယ်ကိုဆုံးတဲ့အယိုးစင်းဆုံးဆိုရင် from personal use ကိုပို့ကောင်းတယ်ပေါ့နော်ဒီမှာဆိုရင်ကျမတို့စမ်းကြည့်မယ်digital ဒီညပုံစံမျိုးပေါ့နော် digital skill ဆိုတဲ့ဟာနဲ့ကျမပြီးလိုက်မယ်ပြီးတော့ next ဆိုပြီးတော့နှိပ်လိုက်မယ်ပြီးတော့ဒီနေရာမှာဒီဟာကျတော့လေကိုကအရင်နာမည်အရင်တွေပါညာမထည့်ချင်မို့ဆိုရင်လည်းရတယ်ပေါ့နော်ကိုရဲမွေးရမွေးလာပါညာပေါ့နော်အဲ့လိုမျိုးထည့်အစင်ပေးတဲ့အထက်ပြလို့ရတယ်ဒီဟာကျတော့ဘယ်သူမှမမြင်တာလည်းမဟုတ်ဘူးဆိုတော့ဒါပေမဲ့အသက်အရင်ငယ်တယ်ဆိုရင်လေဒီနှစ်က2025ဆိုတော့2025မှာဟုတ်ပဲနဲ့2024လို့ဘာလို့ထားရဲဆိုရင်တော့မဖြစ်နိုင်ဘူးပေါ့နော်နည်းနည်းလေးကိုအသက်အရွယ်ကလည်းပုံမှန်လေးထားဖို့နည်းနည်းလိုတယ်ပေါ့နော်ပြီးတော့မှ next ဆိုတဲ့ဟာကိုနေပြီးတော့တို့ကကျတော့ဒီမှာ suggestion ပေးတယ်ဘယ်ဟာကိုသုံးမှာလဲ skill digital 046နဲ့သုံးမှာလားdigital skill 219နဲ့သုံးမှာလားClick my all ဆိုတဲ့ဟာကိုနှိပ်မယ်ဆိုရင်ကျမက digital skill 2025ပါညာပေါ့နော်2025မရေးချင်မို့စင်နေရတယ်ဒီဟာ digital skill ဆိုတဲ့ဟာရမလားပေါ့နော်တကယ်လို့များလေ email မှာတခြားလူတယောက်ကအဲ့ဒီနာမည်ကွက်တိနဲ့တူတဲ့ဟာဆောက်ထားတယ်ဆိုရင် email က address အဲ့ဒီနာမည်နဲ့ထပ်ပြီးတော့သုံးခွင့်မပေးဘူးကျမတို့စမ်းကြည့်မယ် next ဆိုတာနှိပ်ကြည့်မယ်ဒီမှာ that username is taken ပေါ့နော်ဒီ username ကသုံးပြီးပြီလို့ပြောတယ်အဲ့ဆိုတော့ကျမတို့အနေနဲ့ကဘာလို့ရသည်လဲဆိုတော့ဒီမှာစမ်းကြည့်မယ်the digital skill နဲ့ဒါရှိမှဒါထည့်မရဘူးထပ်ပြီးတော့သုံးထားပြီးပြောတယ်နော်အဲ့ဒါဆိုတော့ကျမတို့ကdigital skill 2025ပြလိုက်မယ်နော်ထည့်လိုက်မယ်ဆိုရင်မရှိသေးဘူးဆိုတော့ရသွားပြီဟုတ်ပြီကျမတို့ password တောင်းပြီ password တောင်းတဲ့အချိန်မှာကိုအစီပေးတဲ့ဟာဥပမာဒီမှာပေါ့နော်ကိုအစဉ်ပေးတဲ့ဟာကိုထည့်မယ်ဆိုပြီးမဲ့လေကျမတို့ကဒီမှာကြိုက်တယ်လို့တွားရိုက်ထည့်မရိုက်ထည့်ခင်မှာကိုအစဉ်ပေးတဲ့ notebook ထဲမှာလေအဲ့လိုမျိုးဒီ note ဆိုတဲ့ဟာကိုတွားယူပြီးတော့မှအရင်ဆုံးကျမတို့သုံးချင်တဲ့ဟာကိုထည့်မယ်ခလိုက်တော့ဒါ digital skill ဒါ digital skill ကိုကျမသုံးမယ်ဆိုတော့ဒီမှာရေးလိုက်ပြီရေးလိုက်တဲ့ဟာကို okay control A နှိပ်ပြီးတော့ control C ထပ်နှိပ် copy လုပ်မယ်ပေါ့နော် copy လုပ်ပြီးတော့ဒီမှာ pass လာလုပ်မယ်ဒီဟာ pass လုပ်ပြီးတော့ကျမတို့ဒီမှာရှိထားပြီးသားဆိုတော့ confirm ဆိုတဲ့နေရာမှာတတ်သွားရေးနေစရာမလိုဘူးပေါ့နော်ဒီဟာကိုပဲထက်နှစ်တယ်ဆိုရင် short password ပြောတယ်ဆိုရင်တော့နှစ်ခုစလုံးတူသွားပြီပေါ့နော်ပြောရမယ်ဆိုရင်တော့တနည်းမှာတစ်ခုသွားရေးပြီးတော့အဲ့ဒီဟာကိုပဲ copy လုပ်ထားပြီးတော့မှပြန်ထည့်တယ်ဆိုရင်လည်းရတယ်ပေါ့နော်ဒီဟာကို manually နဲ့လေပြန်သွားရိုက်နေတယ်ဆိုရင်မှားတတ်တယ်ဆိုတော့လေအဲ့ဒါကြောင့်မလို့next ထပ်နေလိုက်မယ်ဟုတ်ပြီဖုန်းနံပါတ်တောင်းတယ်ပေါ့နော်ကျမရဲ့ဖုန်းနံပါတ်နဲ့အများကြီးဖွင့်လိုက်ပြီဆိုတော့ရအောင်မလားတော့မသိဘူးစမ်းကြည့်မယ်နော်โอเคကဒီဖုန်းနံပါတ်နဲ့ email က3-4ခုလောက်လုပ်ထားပြီးပြီဆိုတော့လေအဲ့ဒါကြောင့်မလို့ verify မပြီးတော့တာပေါ့နော်တချို့ဟာတွေဆိုရင်ဒါပေမဲ့ပုံမှန်အဖြစ်တော့ဒီနေရာမှာတခြားဟာတွေအဆင်ပြေပါတယ်ကိုနေတဲ့နေအဲ့လိုမျိုးပုံစံပြောရမယ်ဆိုတော့ဒီဟာ next ဆိုရင်ပြီးသွားပြီအဲ့ဆိုတော့အဆင်ပြေလားဆရာတို့အဲ့လောက်ထိပဲသွားပြီးတယ်ဆိုရင်ရလားပြီးဒီထိလုံးဝဖုန်းနံပါတ်နဲ့ verification step ထိသွားမှရမှာအဲ့လိုမျိုးရှိလားရှိတယ်ဆိုရင်တော့တခြားဖုန်းနံပါတ်နဲ့try ပြီးလို့ရတယ်ပေါ့နော်မရှိဘူးဆိုရင်တော့ရတယ်ပေါ့နော်
ဒီလောလောဆယ်တင်မှာထားမယ်လေ ဟုတ်ပြီကျေးဇူးပဲနော်โอเคအဲ့ဆိုတော့ဒီလောက်နဲ့ပဲထားလိုက်မယ်နော်အဲ့ဆိုတော့ပြောရမယ်ဆိုရင်တော့ကျမတို့ဒီမှာGmail ရောက်လာပြီဟုတ်ပြီ Gmail ရောက်လာတဲ့အချိန်မှာကျမကတုံးထားပြီးသားရှိတယ်ဆိုတော့ဘောနော်အများကြီးဒီမှာပြထားတယ်တကယ်လို့များလေကျမတို့အလွယ်ကိုဆုံး Gmail ဝင်လာပြီဆိုတော့ဒီမှာလေဒီမှာ email ကိုလည်းသူက screen တစ်ခုမှာတစ်ကနေ90ထိပဲပြပြီးတယ်ကြော်သွားပြီဆိုဒီမှာအရင်အဟောင်းတွေပြန်ကြည့်ချင်တယ်ဆိုရင်ဒီမှာအပေါ်နားလေးမှာဒီလိုမျိုးပြန်နှိပ်လို့ရတယ်နော်။ကိုကဘယ်သူဘေတော့ကလည်းဆိုတာမမှတ်မိတော့လာတော့မှတ်မိတယ်။အော်အဲ့ဒီလာတော့ကကျွန်တော်ပို့ထားပါတယ်။ကျွန်မပို့ထားပါတယ်ဆိုတဲ့ဟာမျိုးကိုသွားကြည့်ချင်တယ်ဆိုရင်ဒီမှာ backspace ကိုပြန်နှိပ်ပြီးတော့လေကိုကပြန်သွားကြည့်လို့ရပါတယ်ပေါ့နော်။ဟုတ်ပြီအဲ့ဆိုတော့ပထမအဦးဆုံးကျမတို့ email မှာတွေ့ဖို့ကြတာမသိဘူး email မှာလေခဏလေးနော်chatting မှာစာပို့ထားတဲ့သူတွေတကယ်တော့ကျွန်မမတွေ့ခဲ့ရင်လေနော်မိတ်လေးဖွင့်ပြီးတော့ပြောပြလို့ရပါတယ်ဆရာအားလျံသူဆိုပါတယ်ပေါ့နော်ဆရာဒီလက်ခံညကြဆဆဝင်ပြီးတော့ချင်းဒီကြားလေးပြန်နှုတ်ဆက်ကြမယ်နော်အရင်နှုတ်ဆက်ချင်ပါတယ်အားလုံးကိုဟုတ်ပြီပထမအဆုံးကျမတို့ပေါ့နော် email ကတော့လူတိုင်းတွေ့ဖို့မဲ့ထင်တယ်ပေါ့နော်ဒီ compose ဆိုတဲ့နေရာကတော့ကျမတို့ email ဘယ်လိုရေးမှလဲဆိုတဲ့ဟာနဲ့စမယ်နော်ဒီ compose ဆိုတဲ့ဟာကိုပထမအဆုံးနှိမ့်မယ်ဆိုရင် to ဆိုတဲ့ဟာကကျမတို့ပို့ချင်တဲ့ဟာဟာလေကျမကဥပမာorganization တစ်ခုမှလုပ်တယ်ပေါ့နော်ကျမအကြောင်းခုနက mix ဆက်လိုက်ရထက်ပါတယ်ဒီမှာ ICA နဲ့ပတ်သက်ဖို့တဲ့သူတွေလည်းတက်လာမယ်ထင်တယ်ဆရာစောဝန်အောင်ခုနတွေ့လိုက်သေးတယ်ဆရာဟုတ်တယ်နော်ဆရာရှိသေးလားမသိဘူးရှိတော့လားမသိဘူးစမတင်လို့လည်းရှိလာမယ်ထင်တယ်ကျမက ICA မှာပေါ့နော်education ဘိုင်းနဲ့ပတ်သက်တဲ့project manager နဲ့ဟိုတာဝန်ထမ်းဆောင်ဖို့ရပေါ့နော်အဲ့ဒါ mix ဆက်ပေးဖို့ပါအဲ့ဒါဆိုတော့ ICA ဥပမာပေးလိုက်မယ်နော်Institute of Chin Affairs ပေါ့နော်ICA ကကျတော့ humanitarian တွေလုပ်တယ်ပြီးတော့ education ဘိုင်းကိုလည်းလုပ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ကျမတို့ ICA ကိုနည်းနည်းလို့ဥပမာပေးဥပမာအနေနဲ့သုံးသွားမယ်ပေါ့နော်ဟုတ်ပြီ ICA မှာကျမအလုပ်လုပ်ထားတယ် ICA မှာဥပမာကျမကစာပို့ချင်တယ် director စီမှာစာပို့ချင်တယ်ထားလိုက် director စီမှာ to ဆိုတဲ့နေရာမှာပို့ချင်တယ်ငွေရေးကြေးရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ကျမပို့ချင်တယ်သူစီမှာပေါ့နော်ဒါပေမဲ့ဒီဟာကိုတကယ်မှထားလိုက် finance စီမှာစာပို့ချင်တယ် finance မှာကျမငွေအသုံးစရိတ်နဲ့ပတ်သက်ပြီးတော့ finance ပို့ချင်တယ်ဒါပေမဲ့ finance ကိုပဲမဟုတ်ဘဲနဲ့ finance ကသူ့မှာ manager ရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့သူ့မှာ manager လည်းရှိတယ်ဆိုရင်ကျမကသူ့ manager လည်းကျမရဲ့စာကိုတွေ့ပါစီဆိုပြီးတော့ကြည့်စီချင်နေဆိုရင် CC ဆိုတဲ့ဟာရှိတယ်ပေါ့နော် CC ဆိုတဲ့ဟာကကျတော့ copy ကူးတာသူတို့စီမှာ copy ဒီ copy ပေါ်တာကျမရဲ့ဒီပို့ရတဲ့ email ကို DCC ခံထားတဲ့သူတွေကလည်းဘယ်သူစီမှာပို့တာလဲဘယ်သူကပို့တာလဲဆိုတဲ့ဟာသူတို့မြင်နိုင်တယ်ပေါ့နော်ပြီးတော့မှတစ်ခုရှိတယ် BCC ဆိုတာရှိတယ် email မှာ BCC ဆိုတာကကြတော့ဥပမာ long form တွေပါတွေနဲ့မတွားတော့ဘူးပေါ့နော်အချိန်လည်းမရှိဘူးဆိုတော့ BCC ကကြတော့ကျမတို့ဒီ email ကိုပို့ကျမပို့လိုက်တယ်ဆိုမှတော့မသိစေချင်ဘူးဘယ်သူစီမှာဘယ်သူဥပမာပေါ့နော်ကိုကထားလိုက်တော့ပို့လိုက်တယ်ဒါပေမဲ့ဒီဟာကိုကျမရဲ့ project ရဲ့ stakeholder ပေါ့နော်ဒီ project နဲ့သက်ဆိုင်တဲ့တက်ရိုက်သက်ဆိုင်တဲ့ကျောင်းသူကျောင်းသားတွေလည်းဖြစ်နိုင်တယ်အဲ့ဒါတွေကိုလည်းဒီဟာကိုကျမတောင်းဆိုထားတဲ့ဟာကိုသူတို့ကိုလည်းပြချင်နေဆိုရင် BCC ဆိုတဲ့နေရာမှာသူတို့ရဲ့ email အများကြီးကို copy ပွားလို့ရတယ်ဒါပေမဲ့ဒီ BCC တွေကတော့ကျမကဘယ်သူစီမှာပို့ပြီးတော့ဘယ်သူကို CC ခါထားရတယ်ဆိုတာအကုန်လုံးတော့မြင်နိုင်တယ်ဟုတ်ပြီနော်အကုန်လုံးတော့မြင်နိုင်တယ်ဒါပေမဲ့ဒီ to ဘယ်သူကျမပို့လိုက်တဲ့လူကရဲ့ CC ခံထားတဲ့လူတွေကရဲ့သူတို့ကိုမမြင်ရအောင် BCC ရလို့တွေကိုလေဘယ်သူဘယ်ဝါဆိုတာမမြင်ရအောင်ဒါပေမဲ့ BCC ရလို့အများကြီး attendee ပေါ့နော် conference နဲ့ပတ်သက်တယ်ဆို conference ကိုလာကြတဲ့သူတိုင်းကိုတော့ BCC မှာထားတယ်ပြီးတော့ကျမကနေမှတဆင့်ပို့ရပေါ့နော်အဲ့လိုမျိုး from ဆိုတာကတော့ကျမ email ကတော့ automatic ပါသွားမှာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုတော့ဒီမှာကျမက to ဆိုတဲ့နေရာမှာပို့ချင်တဲ့သူပေါ့နော်ပြီးတော့မှ
CC ဆိုတဲ့နေရာမှာကကျတော့ကို copy ပွားချင်တဲ့သူ BCC ကကျတော့ဒီတိုင်းပေါ့နော်သူတို့ကိုမြင်စီချင်တယ်ပေါ့နော်ဒီတိုင်းလေးပဲမြင်စီချင်တယ်ဆိုတဲ့သူတွေကိုပဲပို့တာပေါ့နော်အဓိကကျတော့ဗါလဲဆိုတော့ကို့မှာ email ရောက်လာတဲ့တချို့တွေလည်းရှိတယ်ပေါ့နော်သူများတွေကကို့ CC ပဲခံထားရဲဆိုရင်လေအရင်ကြီးက reply ပြန်တဲ့သူတာဝန်ထဲမှာမပါဘူးကိုကဒီတိုင်းပဲအတိတ်တည်နဲ့ပါတယ်ဆိုတော့လေသူဆိုပြီးတော့ကို့စီမှာ email ကိုထူခံပြီးတော့ရောက်လာတဲ့ email ကကို့မှာလည်း reply ပြန်ဖို့တာဝန်ရှိတယ်ပေါ့နော်အဲ့ဒီခါကျတော့ email ရောက်လာတဲ့အချိန်นั้นကျမတို့ကြည့်ရမှာကဒီ email ကကျမကိုရည်ရွယ်ပြီးတော့ရောက်လာတာလားဆိုပြီးတော့လေဒီမှာကြည့်လို့ရတယ်ပေါ့နော်ဒီ email က to me ဆိုတဲ့ဟာပေါ့နော်ဒီမှာ to ဆိုတဲ့နေရာမှာကျမရဲ့ email ကိုခံထားတယ်ဆိုတော့ကျမကတာဝန်ရှိတယ် reply ပြန်ဖို့အဲ့လိုပေါ့နော်ဒါပေမဲ့ CC ခံထားတဲ့ဟာတွေဆိုရင်ကျမက reply ပြန်စားတော့တချို့ email တွေကလေ reply ပြန်လို့မရတဲ့ဟာမျိုးပေါ့နော်no reply email တွေရှိတယ်အဲ့ဒါတွေကျမတို့ဘယ်လောက်ပဲ reply ပြန်သူတို့စီမှာရောက်မသွားဘူးအဲ့လိုမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့ဆိုတော့ to နဲ့ CC နဲ့ BCC တွေနားလည်မယ်ထင်တယ်နော် to ဆိုတဲ့နေရာမှာကတော့ဥပမာကျမကဒီမှာဒီ Mr. Liam Ben ဆိုတဲ့နေရာကို to ထည့်ကြည့်မယ် CC ဆိုတဲ့နေရာမှာ CC ဆိုတဲ့ဟာကိုနှိပ်ပြီးတော့မှလေ CC မှာဆီယမနာကိုထည့်ကြည့်မယ်နော်ဆီယမနာကိုထည့်မယ် BCC ဆိုတဲ့ဟာမှာကျမကနောက်ထပ်ပေါ့နော်နောက်ထပ်တော့ဒီမှာvendor management ဘာညာပါတော့ဒီမှာသူ့ကို BCC ထည့်လိုက်တယ်ပြီးတော့မှ subject ဆိုတဲ့ဟာကကျမတို့ email ပို့ချင်တယ်ဆိုရင်အကြောင်းအရာရေးတဲ့လိုမျိုးပဲ inquiry ပေါ့နော်စုံစမ်းမေးမြန်းတယ် inquiry about product pricing ပေါ့နော် product ရဲ့ဈေးနှုန်းကိုစုံစမ်းတယ်ဆိုတဲ့အကြောင်းမြန်မာလိုရေးချင်တယ်ဆိုရင်ရေးတယ်ပေါ့နော်ဘာညာဒီမှာအသိစိတ်မသွားတော့ဘူး dear မဟုတ်ရင် dear respected sir ပေါ့နော်ဘာညာ dear Mr. ဆိုပြီးတော့ Mr. ကိုတော့ဘာလို့တူပြတာလဲဆိုတော့ to နေရာမှာ Mr. ဆိုတဲ့ဟာရောက်ရှိလို့ပေါ့နော်အဓိကတော့ Mr. ကိုစာပို့ချင်တာကျန်တဲ့သူကတော့အတိတ်တည်နေနဲ့သူတို့ကိုထည့်ချင်တယ်ဒါပေမဲ့ကျွန်တော်လုပ်ထားတဲ့မနာဝါလစ်ဆိုတဲ့ဟာက Mr. Liam Ben ကိုလည်းမမြင်စေချင်ဘူးဆမ်မနာလေးကိုလည်းမမြင်စေချင်ဘူးဆိုရင်တော့ BCC ခံလိုက်တယ်ပေါ့နော်အဲ့ဒီမှာကိုရေးချင်တဲ့ဟာတွေဘာညာရေးပြီးတော့တကယ်လို့များလေဒီ email ကကျွန်တော်တို့အသေးစိတ်မတွားတော့ဘူးပေါ့နော်နောက်ဟိုလေ AI ညမှာလေဘယ်လိုမျိုးနဲ့ AI ကို email ရေးချင်တဲ့ဟာမိလို့ရလဲဆိုတဲ့ဟာပြန်တွားမှာမလို့လေနော်အချိန်နဲ့မရှိတော့ဆိုတော့ဒီမှာစာရေးချင်တဲ့စာကိုတွေပါညာအကုန်လုံးရေးထားပြီးတော့မှနောက်ဆုံးမှာကျွန်မကဗာထည့်ချင်လဲဆိုတော့ base regard ပေါ့နော်ဒီမှာနောက်ဆုံးမှာကွာအရင်လေးစားကြည့်ငယ်နဲ့ပါညာပေါ့နော်ကိုနောက်ဆုံးမှာ email တဘောတဘာဝကတော့ကိုကအမေနဲ့သူတို့ကို respect ထားတယ်ဆိုတဲ့ဟာကိုပြအောင်ပေါ့နော်ထည့်ရတယ်ဒီမှာပဲဒီနေရာမှာပေါ့နော်ကျွန်တဲ့သူတွေဆိုဥပမာကျွန်မတာဆိုရင် Reconsan project manager ပါညာပေါ့နော်ပြီးတော့ကျွန်မရဲ့ဖုန်းနံပါတ်ထည့်လို့ရတယ်ဘာညာပေါ့နော်ထည့်ပြီးတော့မှတွားလို့ရတယ်โอเคအဲ့လိုမျိုးတွေလည်းတချို့ကတွားတယ်ဒါပေမဲ့တချို့ကလေဆရာမတို့မြင်ပို့လားမသိဘူး email signature ဆိုတဲ့နေရာမှာလေ email signature မှာ email ပို့လာတဲ့အခါမှာသူတို့ရဲ့ logo တွေပါတွေကစပါလာတယ်ပြီးတော့သူတို့ရဲ့website တွေကစသူတို့ထည့်လာတယ်အဲ့လိုမျိုးတွေမြင်ပို့ကြလားမသိဘူးemail ထဲအောက်ဆုံးမှာလေကိုကို email ပို့လာတဲ့ချိန်မှာသူတို့ professional ဆန်လေးလေဒီလိုမျိုးလေးတွေအောက်ဆုံးတောင်းလေးမှာသူတို့ရဲ့ email ရဲ့အဆုံးလေးမှာလေဒီလိုမျိုးလေးတွေပါလာတယ်တချို့ကလေအဲ့လိုမျိုးမြင်ပို့ကြတာနားလေးနော်လိုင်းလေးမကောင်းဟုတ်ကဲ့မြင်ဖူးပါတယ်โอเคအဲ့ဆိုတော့ဒီလိုမျိုးတချို့ကအဲ့လိုမျိုးတွေပေါ့နော်အခုသူတို့ရဲ့ email ရဲ့နောက်ဆုံးမှာသူတို့ကဘာ executive ဘာညာပေါ့နော်အဲ့လိုမျိုးတွေ signature ထည့်လာတယ်အဲ့ဒါကသူတို့ကဒီတိုင်းတာမန်နှိပ်လို့တာမျိုးမဟုတ်ဘဲနဲ့လေနော်ဒီတိုင်း email မှာပဲလုပ်တာပေါ့နော်တခြားသူတို့လည်းသွားမလုပ်ဘဲနဲ့လေဒီ email မှာပဲသွားလုပ်တဲ့ဟာတွေရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုတော့ကျမတို့ဒီဟာတွေကို manually အရာတွေဥပမာကွာတခုပို့တိုင်းကွာဥပမာ NGO တခုမှာမဟုတ်ရင်ကျောင်းတခုမှာဆရာကြီးဆရာမကြီးလုပ်တယ် head department တွေပေါ့နော်ကွာဖြစ်နေတယ်ဆိုစာပို့တိုင်းမှာကိုယ့်ရဲ့ယာထူးတွေနဲ့လေနော်ကျမကdepartment ရဲ့ head ဖြစ်ပါတယ်ဗျာညာဒီလိုမျိုးဖုန်းနံပါတ်တွေဟိုဟာလေ manually အရာအမြဲတမ်းရေးနေတယ်ဆိုရင်တခါလေကျအချိန်မရှိတဲ့ကြားထဲကနေအချိန်လဲကြာတယ်ပြီးတော့ professional လည်းမဆာဘူးပေါ့နော်အဲ့လိုမျိုးပြီးတော့ကျမတို့ email ရဲ့
ဘာပြောရမှာလဲဆိုတော့ site လေဒီ site တွေဆိုရင်လည်းကျမက sans serif ဆိုတဲ့ဟာတုံးထားတယ်ဒီမှာကျမတို့က star တွေဘာတွေပြောင်းချင်တယ်ဆိုရင်ပေါ့နော်ဒီနေရာမှာ star တွေဘာတွေပြောင်းလို့ရတယ်နော် narrow site တွေဘာတွေညာတွေနဲ့ကျမတို့တွားချင်တယ်ဆိုရင်ဒီနေရာမှာချိန်ပြီးတော့လေဒီမှာပြောင်းလို့ရတယ်ဒါပေမဲ့လေဖြစ်နိုင်ရင်လေကိုကတမတ်တီးတော့တာပိုကောင်းတယ်ပေါ့နော်ဒီ email ပို့တယ်ဆိုရင်ဒီ font style တုံးလာတယ်နောက် email မှာတခြားဟာတုံးလာတယ်ဆိုရင်လေအရင် professional မစာမို့ဘောနော်ကိုကတခုရွေးတယ်ဆိုရင်တခုကိုတီချာလေးရွေးပြီးတော့လေအဲ့ဒီ font style နဲ့ပို့လာတော့ပိုကောင်းအကောင်းဆုံးပါဆိုပြီးတော့ပြောချင်တယ်နော်ပြီးတော့ small ကိုကစာပို့တဲ့ချိန်မှာတီးလေးနဲ့ပို့ချင်တယ်ဆိုရင် small ဘောနော်အရင်တီနဲ့ပို့ချင်တယ်ဆိုရင် large တွေပါပဲလုပ်လို့ရတယ်ဘောနော်ဒါပေမဲ့ normal size ပဲတုံးတာကောင်းပါတယ်ဒီနေရာမှာကျမအနေနဲ့က signature ထည့်ချင်တယ်ဥပမာလက်မှတ်ထိုးတဲ့ဟာပေါ့နော်လက်မှတ်ထိုးရထည့်ချင်တယ်ဆိုရင်setting တန်းတော့လုပ်လိုက်ရတယ်ဒါပေမဲ့ဒီနေရာမှာပေါ့နော်attach တွေဘာတွေညာတွေမတွားခင်မှာ insert signature ဆိုတဲ့ဟာကျွန်တော် signature ကိုသုံးမယ်ဆို personal signature ကျွန်မမှာရှိရပေါ့နော်ဒီ personal signature မှာကကျွန်မရဲ့ဓာတ်ပုံလေးထည့်တယ်ကျွန်မနာမည်ထည့်တယ် data analyst လုပ် data analyst ရာထိုးနေလုပ်ပါတယ်ဆိုတဲ့ဟာရဲ့ကျွန်မရဲ့ email ရဲ့ပြီးတော့ social contact phone number ပေါ့နော်ကျွန်မရဲ့ Facebook account တွေ LinkedIn တွေတခါလေးတန်းတွဲပြီးထားတယ်ဟုတ်ပြီနော်အဲ့လိုမျိုးတွေလည်းလုပ်လို့ရတယ်ပြောရဆိုဒီမှာ signature မှာလေကိုပို့တဲ့သူဥပမာကိုစာပို့မဲ့သူကအလုပ်ကိစ္စနဲ့ဆိုရင်ကိုက work signature ပေါ့အတွက်တတုံးလို့ရတယ် personal signature ဆိုရင် personal signature တတုံးလို့ရတယ်အဲ့လိုမျိုး signature အမျိုးအစားအများကြီးကိုကအနေနဲ့ထားလို့ရတယ်ဥပမာဖယားเจ้าNGO တွေဘာတွေနဲ့ပတ်သက်တဲ့ဟာဆိုရင်ကိုကတခြားတစ်ခု personal ဆိုရင်ကိုကတခြားတစ်ခုအဲ့လိုမျိုးတွေပေါ့နော်ခွဲသုံးချင်တယ်ဥပမာ organization နဲ့ပတ်သက်တဲ့ဟာတွေဆိုဒီလိုမျိုး Facebook တွေမှာဆိုရင်ကိုယ့်ရဲ့ personal Facebook တွေတွားပြီးမှတ်ဟာ organization ရဲ့ Facebook page တွေတွားထည့်တာပိုကောင်းတယ်ပေါ့နော်အဲ့ဒါဆိုတော့အဲ့ဒါဘယ်လိုလုပ်လို့ရလဲဆိုတာတွားကြမယ် manage signature ဆိုတဲ့ဟာရှိတယ်ဒီမှာထည့်တာဟို board pen လေးနဲ့လေ signature ဟိုဟာလေးပါတယ်ဒီဟာကိုကျွန်မက email ရေးနေတဲ့အချိန်မှာဒီဟာကိုလေ minimize လုပ်လို့ရတယ်ဒီမှာလေခဏတစ်ဖြုတ်ဒီဟာလေးကတော့ဟိုအောက်လေးမှာရောက်ပါစေပေါ့နော်ဒီနေရာမှာအောက်ဖက်မှာလေရောက်နေတယ်ပေါ့နော်အခုအလို့ဆိုကျွန်မ setting မှာဝင်နေတယ် setting မှာဘယ်သွားလို့ရလဲဆိုတော့ဒီမှာ personal signature ဆို signature ဆိုတဲ့နေရာမှာ personal signature ပေါ့နော်တခုပဲရှိတယ်နောက်ထပ်တစ်ခုကျွန်မထပ်ဖန်တီးမယ်ဟုတ်ပြီဒီမှာဆိုရင်ကျွန်မက personal signature ဆိုပြီးမယ်digital အခုဒီညကျွန်မတို့ပေါ့နော်ဒီနားနဲ့ပတ်သက်တဲ့ digital signature ပေါ့နော် digital skill နဲ့ပတ်သက်တဲ့ဟာကိုဒီမှာ digital skill နဲ့ပတ်သက်တဲ့ဟာလာဟုတ်ပြီကျမတို့ကဒီနေရာမှာလေဘယ်လိုလုပ်လို့ရလဲဆိုတော့တန်းပြီးတော့လေကိုဒီချင်တဲ့နာမည်ဥပမာ digital signature ဆိုရင် digital basic digital ပေါ့နော် basic digital skill for free ဘာညာပေါ့နော်အောက်မှာကျမတို့ရဲ့ contact number ဘာညာဒီတိုင်းထည့်လို့လည်းရတယ်ဥပမာတချို့က logo တွေဘာတွေထည့်တယ်ပေါ့နော်ဥပမာအဲ့လိုမျိုးတွေပေါ့နော်ကိုက link ထည့်ချင်တယ်ဥပမာ Facebook ဆိုရင် Facebook နဲ့ပတ်သက်တဲ့ Facebook ရဲ့ဟိုဟာလေ link ကိုဥပမာ Facebook ပဲကျွန်မရေးထားမယ်ပြီးတော့မှ LinkedIn မဟုတ်ဘဲနဲ့ YouTube ရှိတယ်ဆိုရင် YouTube ပေါ့နော်အဲ့ဒါဆိုတော့ဒီ Facebook လေးမှာကျွန်မက Facebook link ပေါ်စီချင်တယ်အဲ့ဒါဆိုဒီ link ကိုနှိပ်ပြီးတော့မှ link တစ်ခုကိုရဲ့ Facebook link ကို copy paste ထည့်လိုက်ရုံပဲကျွန်မဒီမှာ Facebook တွေဘာညာမတွားတော့ဘူးเนาะအစားသုံးပြကြည့်တာဆိုတော့ဒီမှာpaste လာလို့တယ် apply ထည့်လိုက်ပြီဆိုရင်လေFacebook မှာဗာလေးပေါ်လာတယ်ဆိုဒီမှာအပြာရောင်လေးပေါ်လာတယ်သူ့ကိုနှိပ်လိုက်တယ်ဆိုရင်เนาะအဲ့ဒီ link ကျွန်တော်တို့ထည့်ထားတဲ့ link ကိုတက်ရိုက်တန်းသွားမှာပြီးတော့ YouTube ဆိုရင်ပေါ့နော် YouTube ဆိုရင်ကျွန်မက personal YouTube ရှိတယ်ပေါ့နော်အခုအခု Power BI နဲ့ပတ်သက်တဲ့ data analyst တွေနဲ့ပတ်သက်တဲ့ဟာတွေ sharing လုပ်နေတဲ့ YouTube ရှိတယ်ပေါ့နော်အဲ့ဒီ YouTube ကိုပဲကျွန်မကထည့်ချင်တယ်ဆိုရင်လည်းရတယ်ပေါ့နော်အဲ့ဒီ YouTube ရဲ့ထည့်လိုက်ရဒီမှာဆိုရင်တခြား YouTube တွေပါတွေသွားမှာလားဒါမှမဟုတ်ရင်ကိုသွားစီချင်တဲ့YouTube သွားရွေးလို့ရတယ်ကိုကကျွန်မရဲ့ YouTube ကိုထည့်လိုက်မယ်ပေါ့နော်ထည့်လိုက်မယ်ဆိုရင်ကျွန်မလေးနော်โอเคဒီမှာတော့နိစာတက်ပါရဲ့အားလုံးပဲမင်္ဂလာပါဒီမှာပေါ့နော်ကျွန်မYouTube မှာ channel မှာဆိုရင် jump ဖွင့်လာတယ်ဟုတ်ပြီအဲ့ဆိုတော့
ကျွန်မ YouTube နဲ့ပတ်သက်တဲ့ဟာကိုဒီမှာထည့်ချင်တယ်ဆို YouTube ကိုအရင် select လုပ်မယ်ပြီးတော့ insert link ဆိုတဲ့ဟာကိုထည့်တယ်ပေါ့နော်အဲဆိုတော့ apply လုပ်လိုက်တဲ့ချိန်မှာကျွန်မ email ပို့လိုက်တိုင်းအဲ့ဒီ YouTube ကိုသူတို့နှိပ်လိုက်တာနဲ့ကျွန်မရဲ့ဒီ YouTube channel ကိုတန်းသွားမှာပေါ့နော်အဲ့လိုမျိုးစာနဲ့ပဲရေးချင်တယ်တို့ဘာလို့ဆိုရင်လည်းရတယ်ပြီးတော့ဒီမှာ image ထည့်ချင်တယ်ဓာတ်ပုံတစ်ခုခုကိုကိုကထည့်ချင်တယ်ဆိုရင် Google Drive ပေါ်မှာရှိထားပြီးသားပဲအဆင်ပြေတယ်နော်ကိုကလေကွန်ပျူတာပေါ်ကနေမှတွားထည့်လို့အဆင်မပြေဘူးအဲ့ဒီခါကျတော့ကျမတို့ကupload Google Drive ကိုတွားပြီးတော့ကိုကွန်ပျူတာမှာရှိထားတယ်ဆိုရင် upload အရင်လုပ်တင်တယ်ပေါ့နော်အဲ့လိုမျိုးဥပမာကျမရဲ့ဒီမှာတစ်ခုကိုရွေးလိုက်မယ်နော်โอเคရွေးလိုက်ပြီအဲ့ဒါလေးနော်အလောထည့်လိုက်မယ်ပေါ့နော်ခွန်ပြုတ်လားခွန်မပြုတ်ဘူးလားဆိုတာရင်မေးတယ်ဒီမှာပေါ့နော်အရန်ကြီးရယ်ဒီ image ကိုဒီ image ကအရန်ဒီတိုင်းထည့်တယ်ဆိုရင်လေနေရအရန်ယူတယ်သူကပေါ့နော်အဲဆိုတော့ကျမတို့အနေနဲ့ဒီလိုမျိုး image ထည့်တာကတော့ဖြစ်နိုင်ရင်တော့ရှောင်တင်တယ်ဘာလို့လဲဆိုတော့အစင်မပြေဘူးပေါ့နော်ဘာလို့လဲဆိုတော့ email တွေက site အစမတားလေးကြီးတာတွေပါလို့ရှိတယ်အဲ့ဒါဆိုတော့အလွယ်ကိုဆုံးနေကျမတို့ကဘယ်လိုလုပ်လို့ရလဲဆိုတော့Excel မှာပေါ့နော် Excel မှာ simple လုပ်ချင်တဲ့ဟာကိုကျမတို့အနေနဲ့ထည့်ထားလို့ရတယ်အလွယ်ကိုဆုံးပေါ့နော်အလွယ်ကူဆုံးအနေနဲ့ Excel မှာကကျမတို့ဘယ်ဟာတွေလုပ်ချင်ပါတယ်ဆိုတဲ့ဟာကိုဥပမာဒီမှာပြမယ်နော်လွတ်တဲ့နေရာမှာ Okay ဒီနေရာလေးမှာကျမကဖြစ်နိုင်ရင်တွားလေဒီ email ရဲ့ signature မှာထည့်တဲ့ပုံက pixel က100 pixel ဖြစ်တာပုံများတယ်ပေါ့နော်ကြားရလားမသိဘူးကျမစကားပြောရတာမမီရအောင်ဆိုတော့လေattendant တွေပိတ်ထားတယ်ဆိုတော့ကြားရလားမသိဘူးဟုတ်ကဲ့ဟုတ် ကြား ကြား ပါ ရပါတယ် ဟုတ်ကဲ့ကျေးဇူးပါအရင်အားမရအဲ့လိုမျိုးလေ screenshot လိုက်ပြီဆိုရင်လေတခြားသူတွေမြင်ရပဲနဲ့ပြောနေရတယ်ဆိုတော့လေကျမကလိုမင်ပြီးတော့စကားပြောမှကြည်နပ်တယ်ဆိုတော့ဟုတ်ပြီဒီမှာပေါ့နော်အဲ့လိုမျိုး signature တွေကိုပုံထည့်ချင်တဲ့ logo တွေထည့်ချင်တဲ့ company ကိုယ့်ရဲ့ organization ရဲ့ logo တွေထည့်ချင်တယ်ဆိုရင်တော့ဖြစ်နိုင်ရင်ပေါ့နော်ဘာလို့ရမှာလဲဆိုတော့ဒီလိုမျိုးတတ်လေးမှာလာထည့်လို့တော့ပိုအဆင်ပြေတယ်ပေါ့နော်ပထမအဦးဆုံးပြီးဒီနေရာမှာဒီနှစ်ခုကိုသုံးမယ်ပေါ့နော်ပထမတစ်ခုမှာကတော့ကျမတို့ဘောင်ခတ်တဲ့ပုံစံမျိုးနဲ့လေဒီနေရာလေးမှာဘောင်ခတ်ပြီးတော့မှဘောင်ကိုဘယ်လိုပုံစံမျိုးโอเคအဲဆိုတော့ပုံကိုယူမယ်ပေါ့နော်ခုနပုံတစ်ခုကိုဒီမှာထည့်လိုက်မယ်ထားလိုက်မအားဘူးဆိုရင်တော့လေကျမတို့ထွက်လို့ရတယ်နော်ဒါပေမဲ့ဖြစ်နေရင်တော့အားလုံးပြီးဒီထိပေါ်ရှိစေချင်တယ်အရင်မအားအောင်ဆိုရင်လေဒီညတော့ဟိုလေ Gmail မပြီးဘူးဆိုရင်နောက်ညတွေကဒီဟာလေးကိုပြန်သွားလို့လည်းရတော့မှာမဟုတ်ဘူးဆိုတော့လေအချိန်နဲ့ပြီးတော့တင်ပေးနေတာဖြစ်ပါတယ်ပေါ့နော်တကယ်လို့လုံးဝမအောင်ဆိုရင်လည်းအာမနာနဲ့ပေါ့နော်ထွက်မရမယ်ဆိုတဲ့သူတွေကတော့မတားဘူးပေါ့နော်ဒါပေမဲ့ဖြစ်နေရင်တော့ရှိစေချင်တယ်ဟုတ်ပြီကျမတို့ကဥပမာ digital skill ဆိုတဲ့ဟာကိုဒီမှာလာရေးလို့ရတယ်ပေါ့နော်စာတွေနဲ့ဘာတွေနဲ့ကျမတို့ရေးချင်တာမှန်သမျှကိုဒီမှာလာရေးပြီးတော့မှdigital skill ဘာညာနဲ့ရေးပြီးတော့ဒီမှာပေါ့နော်ဘာလုပ်လို့ရလဲဆိုတော့သူကဒီနေရာဒီဟာတွေကနောက်မှတက်ပြန်တင်မယ်နော်ဒီဟာတွေဘာတွေကလေ digital skill ရယ်ပြီးတော့okay ကျွန်မနာမည်ပဲသုံးလိုက်မယ်နော် ladybugs ဆိုပြီးတော့ universe ladybug gmail.com ဘာညာအခုဘာညာပေါ့နော်ကိုထည့်ချင်တဲ့ဟာတွေပြီးတော့YouTube ဘာညာတွေကကျတော့နောက်မှာလည်းထည့်လို့ရတယ်နော်ဒီမှာထည့်လို့ထည့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးထည့်ပြီးတော့မှကျမတို့ကဒီဟာကိုဘာလို့ရလဲဆိုတော့နည်းနည်းလေးကျေအောင်ယူနေရာနေရာလေးနည်းနည်းရှည်ပြီးတော့မယူရင်လေဟိုဘက်မှာရောက်သွားတဲ့အခါမှာတော့ကွေးသွားမှာတော့ရှိတယ်ပေါ့နော်ဒီနေရာမှာဖြစ်နိုင်အပြင်မှာ edit တွေလာလောက်တာပို့ပြီးတော့မြန်တယ်ပေါ့နော်ဆမတို့အနေနဲ့အလေလေးမှာဟိုထားချင်တာလားဒီဘက်နည်းနည်းကတ်ပြီးတော့ထည့်ချင်တာလားပြီးတော့
အလေလေးမှာပဲတက်တက်လေးပေါ်စီချင်တာပေါ့နော်ဒီဟာကိုကျမတို့အနေနဲ့ထည့်ချင်တယ်ဆိုရင်copy ယူပြီးတော့ပေါ့နော်ကျမတို့ခုန email ဆိုတဲ့ signature နေရာမှာ copy paste လာယူလို့ရဓာတ်ပုံကတော့သူကပါမလားဘာလို့လဲဆိုတော့ကျမတို့ကဟိုမှာမရှိသေးလို့ပေါ့နော် drive မှာမရှိသေးလို့ဖြစ်နေရင်ဓာတ်ပုံကကြတော့တတ်ပေါ့နော် Google Drive မှာရှိနေပြီးသားဟာတစ်ခုကိုတွားယူပြီးတော့ပြန်တွားထည့်တာပို့ပြီးတော့အဆင်ပြေတယ်ဟုတ်ပြီကျမက My Drive မှာရှိနေပြီးသားပေါ့နော် My Drive မှာရှိနေပြီးသားတချို့တော့ပုံကိုပဲထည့်ကြည့်မယ်ပေါ့နော်women safety နဲ့ပတ်သက်တဲ့ပုံကမရှိဘူး Okay ဒီပုံသုံးကြည့်မယ်နော်ဒီပုံပဲသုံးကြည့်မယ်အဆင်ပြေအောင် Okay copy အဓိကကျတော့ကိုမရှိဖို့လိုတာပေါ့နော် online ပုံမှာရှိနေပြီးသားပုံသုံးမှလည်းအဆင်ပြေတာဆိုတော့ပြောရမယ်ဆိုတော့မရှိသေးရင်လည်းသူက upload လုပ်သွားမှာတော့ upload လုပ်သွားမှာပဲလေနော်ဥပမာခုနနေရာမှာပဲ copy paste လုပ်ချင်လို့ကျွန်မကတတ်တွားလာကြတာပေါ့နော်သူကဟာလေโอเคအဲ့ဆိုဒီနေရာမှာကနေပဲပြန်ယူလိုက်မယ်နော်ဒီနေရာမှာ image ယူပြီးတော့မှကျွန်မက drive ပေါ်ကနေလာယူမယ်စကားပြောတာရမ်းမြန်သွားလားဆက်ဆမတို့ရမ်းမြန်တယ်ဆိုရင်ပြောလို့ရတယ်နော်နည်းနည်းလေးနှေးပေးပါဆိုရင်လည်းရတယ်ချိန်မလောက်မှလည်းစိုးလို့လေအရမ်းပြီးနေရတယ်ပေါ့နော်အဲ့ဒီခါကျတော့နားလေပြီးပါโอเคပေါ်လာပြီရန်ကြီးတယ်ဆက်ရန်ကြီးတယ် small နဲ့ယုံနေပေါ့နော်small နဲ့ညှိလိုက်တယ်ဆိုကွတိဖြစ်သွားတယ်ဟုတ်ပြီအဲ့လိုမျိုးပေါ့နော်ကိုထက်ချင်တဲ့တချို့ခဏ YouTube တို့ဘာညာထက်ချင်တယ်ဆိုရင်ဒီမှာလေးတော့ပြန်ပြီးတော့ edit လုပ်လို့တော့ရတယ် Facebook ဆိုပြီးတော့ဒီနေရာမှာကိုပေါ်ချင်တဲ့ YouTube တို့ဘာလို့ထက်ပြီးတော့မှသူတို့ link ကိုယူပြီးတော့မှလေ link ကကိုယူထားတဲ့ copy တစ်ခုကိုရဲ့ YouTube link ဖြစ်ဖြစ် organization ရဲ့ YouTube link ထက်ချင်တယ်ဆိုရင် insert link ပြီးတော့မှကိုကဒီဟာလေးကိုတော့ underscore link နဲ့ပေါ်ချင်တယ် Facebook မှာလေဒီကိုယ့်ရဲ့နာမည်ကိုတော့လေကိုယ့်ရဲ့နာမည်ကိုတော့style ကြလေး bold color ချင်တယ်တို့ဘာလို့ဆိုရင်ရတယ်ပေါ့နော်ဒီမှာကို edit လုပ်ချင်တယ်လို့မျိုးထပ်ပြီးတော့ယူလို့ရတယ်ဆက်စမတို့ပေါ့နော်ပြီးတော့ခုန YouTube တွေ Facebook တွေမှာ link ထည့်ချင်တယ်ဆိုရင်လည်းရတယ်ကိုယ့်ရဲ့ Facebook link ကို copy သွားယူပြီးတော့လာထည့်လိုက်ရုံပဲ link တစ်ခုယူပြကြည့်မယ်နော်ခုနlink ကိုတစ်ခု link ကိုယ့်ရဲ့ Facebook link ကိုတွားယူပြီးတော့ဒီမှာ insert link အရင်ဆုံး Facebook ကိုအရင်နှိပ်ပြီးတော့မှလေinsert link နှိပ်ပြီးတော့ apply ဆိုတဲ့ဟာကိုနှိပ်တယ်ဆိုရင်ရောက်သွားတယ်ပေါ့နော်ဟုတ်ပြီအဲ့လိုနဲ့ပြီးသွားပြီဟေးဆိုရင်ကျမတို့ကဘာလို့ရမှာလဲဆိုတော့အောက်ဆုံးမှာလေ save change ဆိုတဲ့ဟာကိုနှိပ်လိုက်ရုံပဲဟုတ်ပြီနော် save change ဆိုတဲ့ဟာကိုစိတ်တိုင်းကြကိုရဲ့ email ကိုပြင်လိုက်ပြီဆိုရင်ဒီနေရာမှာကျမတို့ပြန်သွားမယ်ခုနစာပို့နေတဲ့နေရာပေါ့နော်စာပို့နေတဲ့နေရာမှာကျမတို့ထပ်သွားမယ်ဆိုရင်ဥပမာကျမရဲ့ personal ကိုမသုံးတော့ဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့ကျမခုနဘာသုံးမှာလဲဆိုတော့save change လုပ်ပြီးတော့မှခုနကျမမ save လိုက်ဘူးလားမသိဒီဟာကျတော့လေဘာလို့ထက်ချင်းမပေါ်ရလဲဆိုတော့ကျမကဟိုဟာလေ signature ကိုဒီ email ရိုက်ထည့်ပြီးမှသွားဖန်တီးလို့ထက်ချင်းမပေါ်တာအဲ့ဒါဆိုတော့လေအဲ့လိုမျိုးဒီ email အခုနောက်ထပ် email ကျမကဒီလုံးဝအခု signature က set ပြီးသွားပြီဆိုမှပဲလေset ပြီးသွားပြီဆိုမှပဲဒီနေရာမှာပေါ့နော် signature ကိုလာရိုက်ချင်တယ်ဥပမာ dear ဘာညာရိုက်မယ်ပေါ့နော်ရိုက်ပြီးတော့မှနောက်ဆုံးမှာကိုကbest ဒီဟာကိုကြည့်လို့မရလေနော်ကိုက Lisa လက်ဘာညာဆိုရင်လည်းခုနကျမတို့ဒီမှာ digital skill ကိုပေါ်လာ digital skill ကျမတို့ရွေးလိုက်ပြီဆိုရင်ဒီမှာဓာတ်ပုံနေရာမှာကျမတို့ကရွေးတာမှာတော့โอเคဓာတ်ပုံပေါ်လာဓာတ်ပုံကလည်းနှိမ့်တယ်နည်းနည်း loading ကြာတယ်ဆိုတော့လေ internet မကောင်းရင်လည်းကြာတယ်ဟုတ်ပြီဒီနေရာမှာအဲ့လိုမျိုးပုံစံမျိုးနဲ့လေနော်ထည့်လို့ရတယ်ဆိုပြီးတော့လေနော်ဒီ best Rica တို့ဘာလို့ညာတို့ဆိုရင်လည်းခုနကျမတို့ဘင်းလုံးကလိုမျိုးလေအပေါ်သားလေးမှာရေးထားရင်လည်းရတယ် best Rica ကိုလည်းကွာအချိန်တိုင်းရေးနေစမ်းမလို့ဘို့ဆိုရင်လည်းကွာထက်အချိန်တိုင်းမရေးချင်တဲ့
signature ပတ်သက် signature နဲ့ပတ်သက်တဲ့အမှန်တမျှကိုလုပ်ထားလို့ရတယ်ဟုတ်ပြီနော်ဒီ signature နဲ့ပတ်သက်တဲ့ဟာမေးချင်တဲ့သူရှိလားမသိဘူးရှိဘူးလို့ယူဆမယ်နော်အားလုံးနားလေကြလားအရင်မြင်သလား Hello ဟုတ် ဆရာမကျမတွေ့တော့နည်းနည်းမြန်တယ်အချိန်ရရင်တော့ဆရာမကိုမေးနေတာပေါ့နော်ဒါပေမဲ့အခုအချိန်မရဘူးဆိုတော့နောက်မှဆရာမကိုပြန်မေးမယ်ရှင်ဟုတ် ဟုတ်ကဲ့ပြီးတော့လေကျမတို့ ဟိုလေ recording သွင်းထားတယ်ဆိုတော့လေ လက်မှတ် ပြန် လက် ကြ မှ ည့် တ်ထိုးတာကြဘယ်လိုထိုးလဲမသိဘူး ရှင်း Hello ကြားရလားရှင် တစ်ချက်ပြန် Hello ဟုတ် ကြားရ ကြားရတယ်ဆမ်မ ကဲဟိုပါလေကြားဟုတ်ကဲ့ဟိုလေကိုယ့်ရဲ့ဒီ signature လက်မှတ်လေးထည့်တင်ကြဘယ်လိုထည့်လဲရှင် signature လေးမှတ် ဟို ထည့် ဒီဘက်ကလည်းအတန်နည်းနည်းလေးထည့်နေ ဟုတ် အတန် signature ထည့်ချင်တယ်ဆိုရင်လေဆမ်မခုနလေကျမတို့ဥပမာဒီ setting မှာထည့်သွားမယ်ပေါ့နော်ကျမက setting ထည့်သွားပြီးတော့မှ setting မှာဗာကြည့်တဲ့ CO setting ကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာ signature ကိုယ့်ရဲ့ signature အရင်ပြောတာနော်ဆမ်မအဲ့ဒါထည့်ချင်တယ်ဆိုရင် ဟုတ်ကဲ့ ဥပမာဒီမှာလည်းပြင်လို့ရတယ်ဆမ်မကလေဒီအပေါ်နားလေးမှာလေကိုယ့်ရဲ့ signature ကိုဓာတ်ပုံနဲ့ထည့်လို့ရတယ်ဒီမှာထည့်ချင်တယ်ဆိုရင်လေ ဟုတ်ကဲ့ အဲ့လိုမျိုးဒါပေမဲ့signature တွေဘာတွေနဲ့တကယ် signature တွေဘာတွေကကျွန်တော်ဟုတ်တယ်ဓာတ်ပုံတွေဘာတွေနဲ့ဆမ်မတူချင်တယ်ဆိုရင်ရတယ်ဒါပေမဲ့ဒီဘီနာကဓာတ်ပုံ logo လည်းပါတယ်ဆိုရင်တော့ဆမ်မနည်းနည်း adjust တော့ပြင်လို့ရမှာပေါ့နော်ဆမ်မတူပါပဲအထူးတော့မရှိဘူးပေါ့နော်ဒီနေရာမှာပုံအနေနဲ့လာထည့်နေရတယ်ဒါမှမဟုတ်ရင်ဟိုကဥပမာလာကန်ဆိုတဲ့ဟာကိုတခြားစကလုံးလေးပုံစံမျိုးနဲ့နည်းနည်းလေးကိုယ့်ရဲ့လက်မှတ်ပုံစံမျိုးပေါ်အောင်ပေါ့နော် font လေးပါလေးနည်းနည်းလေးပြောင်းပြီးတော့မှပြုတ်ပြင်ပြောင်းလဲလိုက်မယ်ဆိုရင်လည်းရတယ် italic လိုပါလို့ပုံစံမျိုးနဲ့ပေါ်ပြီးတော့ကိုယ့်ရဲ့လက်မှတ်ပုံစံအနေနဲ့ကိုတုံးတွားချင်လည်းရတယ်ပေါ့နော်ဒါပေမဲ့ဖြစ်နိုင်တယ်ဆိုရင်တော့ဒီလိုမျိုးနည်းနည်း professional မကြောက်ဆိုတော့ဆမ်မလို့ချင်တဲ့ပုံစံမျိုးဆိုရင်image နဲ့ထည့်တာပိုကောင်းတယ်ပေါ့နော်ဟုတ်ဒီဟာကလေတကယ်တော့ဆမ်မတို့အပြင်ခုန Google ဒီတနေရာမှာပေါ့နော်ခုန Google Sheet တို့ဘာလို့နေရာမှာလဲဆမ်မတို့ကယူထည့်ထားရင်ပိုကောင်းတယ်ပေါ့နော်ဟိုဘက်မှာကနေရာအရန်ကျင်းတော့လေ edit တွေပါမှာအရန်ရှုပ်ချက်ခတ်မှာဆိုလို့အဲ့ဒါကြောင့်မလို့ဟုတ်စင်ပြလားဆမ်မ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ တခြားတို့ရမိချင်တာရှိကြတယ်လားကဲမရှိတော့ဘူးပဲယူဆမယ်နော်ရန်နားလေကြရချင်းနော်ဟိုချိန်ရမရအောင်ဆိုတော့လေအားတော့မရအောင်ဆမ်မတို့မတိသွားမှလဲစိုးရိမ်တဲ့အချိန်ပေးပြီးတော့လေအချိန်ပေးပြီးတော့မှဟိုရချင်တဲ့ဟာမျိုးမရသွားမှလဲစိုးရိမ်နေဆိုတော့လေအရင်မေ့ချင်တယ်ဆိုတော့ရတယ်ပေါ့နော်ဒီ class ပြီးတော့လေဖြစ်ဖြစ်အရင်မေ့ချင်တယ်ဆိုရင်ကျမတို့ဗီဒီယိုကြည့်ပြီးတော့နားမလည်ဘူးဆိုရင်လည်းလာမေ့လို့ရပါတယ်ပေါ့နော်ဒါမဲ့ဗီဒီယိုတော့အရင်ကြည့်ရင်တော့ပိုကောင်းမှာပေါ့နော်ကျမတို့ဟုတ်ပြီပြီးတော့မှလေခုနကလိုမျိုးကျမတို့ကsignature တွေပါထည့်ပြီးသွားပြီပြီးတော့မှ attach လုပ်ချင်တယ်ကိုကလေ file ကို attach လုပ်ချင်တယ်ပေါ့နော်ဒီမှာလေးပြထားတယ်ကျမတို့ attach I attach ပေါ့နော်ကျမက attach file for your reference ဘာညာပေါ့နော်ဒီချက်ကြည့်ဖို့အတွက် reference ကို file attach လုပ်လိုက်ပြီဘာညာတခုခုပါလာလဲဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးကို file တခုခုကို attach လုပ်ချင်တယ်ဆိုရင်ဒီနေရာမှာလေ attach file ကိုလာရွေးပြီးတော့ကိုကလေကိုကသူတို့ကိုတွားပို့ချင်တဲ့file ဥပမာကိုက proposal ဘာညာဒီ detail data set တို့ဘာလို့ဘောနော်ပြောချင်တာကအခုမှရှိတဲ့ file တွေတွားထည့်ချင်နေဆိုရင်ဒီမှာလာရွေးပြီးတော့ this PC အောက်မှာဘယ်ဟာတွေကိုထည့်ချင်ပါတယ်ဆိုတော့ကိုထည့်ချင်တဲ့ဟာတွေလေကိုထည့်ချင်တဲ့ဟာတွေဘာညာကိုလာရွေးလို့ရတယ်ပေါ့နော်ရွေးပြီးတော့မှဆာမတို့အနေနဲ့ဘာလို့ရလဲဆိုတော့ okay open ဆိုပြီးတော့ထည့်လိုက်ပြီအဆင်ပြေသွားပြီဟုတ်ပြီပြီးတော့နောက်ထပ်တစ်ခုကိုကျမအနေနဲ့လေ link ပဲထည့်ချင်တယ် link ဆိုတဲ့ဟာကိုပဲသူ့ရဲ့ဥပမာနော်file ဆိုပြီးတော့လေခုနလိုမျိုးကျမရဲ့ဒီ Excel file အကုန်လုံးကိုattach နဲ့တော့မပြချင်ဘူး file ကအရင်လေးတယ် online မှာပဲတင်ထားတဲ့ drive ပုံမှာပဲခုနဆရာမနာရှင်းပြသွားတဲ့ drive တစ်ခုထဲမှာ drive ရဲ့ folder ထဲမှာပဲကျမကတွားတင်ထားတဲ့ဟာအဲ့ဒီ drive ကြီးကို download ဆွဲပြီးတော့ email နဲ့ပို့ဆိုတာဟိုလေ email မှာလည်း file limit ရှိတယ်
သူကဘယ်လောက် MB လောက်ဆိုမှအဲ့လိုမျိုးရှိတယ်ဆိုတော့လေလုံးဝအရန်ကြီးတယ်လို့ဘာလို့ဆိုရင်လေကိုယ့်ရဲ့ link ကိုပဲလေတော့ပို့ချလို့ရတယ် link ကိုဆိုရင် file ဆိုပြီးတော့ရိုက်ထည့်ပြီးတော့ဒီနေရာမှာပေါ့နော်ဥပမာဒီ file ဆိုတဲ့နေရာမှာကျွန်မအခုနနှိပ်ထားလို့ဒီ file ဆိုတဲ့နေရာမှာ link တန်းပေါ်လာတယ်ပေါ့နော်အဲ့လိုမျိုးလဲရတယ်လို့မျိုးdrive ရဲ့အောက်မှာကိုယ့်ရဲ့ signature ပြည့်ပေါ်လိမ့်ပါလေဒီမှာ drive folder တခုခုရဲ့ drive ရဲ့ folder ကိုကျမတို့က attach လုပ်ချင်တယ်ဆိုရင်ဒီ folder ကိုလာပြီးတော့မှလေကျမက my drive ရဲ့ဘေးအောက်ကဘေး folder ကိုလာပြီးတော့မှsharing လုပ်ချင်ပါတယ်ဆိုတဲ့ဟာတွေလေဥပမာဆိုရင်ဒီ women safety နဲ့ပတ်သက်တဲ့ဟာကိုကျမရွေးမယ်ဆိုရင်တို့ကလေကျမတို့က drive ပေါ်မှာတင်ထားတယ်ဆိုရင်အရင်ဟို site မကြီးတော့အဲ့ဒါဆိုတော့ drive ရဲ့ link ကိုလည်းဟိုဘက်ပို့လိုက်တယ်ပြီးတော့မှအဲ့မှာဒီ drive မှာကျမကလေဟိုမလုပ်ထားဥပမာ permission မပေးထားဖို့ဆိုရင်လေ send ဆိုတဲ့ဟာနှိပ်လိုက်တဲ့အချိန်မှာသူတို့ကဥပမာဒီမှာတော့ကိုနဲ့ရင်းနေတဲ့ဆီယာမနာစီမှာပဲပို့လိုက်မယ်နော်မှားပို့ရဆိုရင်လည်းကိုဒီမှာတင်ထားတဲ့ဟာဆိုတာသူတိတောင်းမှာကျွန်တော်တို့စီမှာတော့ဘယ်ဟာလဲဘာ email တွေရောက်လာတယ်ဆိုပြီးတော့ဖြစ်နိုင်တယ်ဆိုတော့လေ testing for နော်ကျမစမ်းကြည့်မယ်နော်ဒီမှာ drive မှာသူကိုမနာဆီယာမနာနဲ့မသက်ဆိုင်တဲ့တချို့တော့ file တွေကျမ sharing လုပ်ကြည့်မယ်ဒါအဲ့ဒါ sharing ဒီမှာသူ့ကို permission မပေးထားဘူးနော်ခုနဆီယာမနာပြောသလိုမျိုးလေ drive မှာပါ permission နဲ့မပေးထားဘူးအဲ့မှာကျမက sharing signature တွေလည်းကိုကရွေးပြီးသွားပြီပြီးတော့တခြားဟာကိုလုပ်ချင်တဲ့ဟာတွေ label ဒီဟာကို label တက်ချင်တာလားပေါ့နော်ဒီ label ကတော့ဒီမှာမပြောသေးဘူးနော်မှပြောမယ်နော်ဘာညာပေါ့နော် check spelling တွေပါတော့အကုန်လုံးကိုလုပ်ချင်တယ်များအကုန်လုံးလုပ်ပေးသွားပြီဆိုရင် send မလုပ်ခင်ပါလေ email ကလေတခြားလေးလေဖြစ်နိုင်ရင်လေဒီမှာ2ဆိုတဲ့နေရာမှာအနောက်အဆုံးမှာထည့်စီချင်တယ်ကိုရေးချင်တဲ့ဟာမှန်တမျှကိုရွေးချင်တဲ့ file အကုန်လုံးလေတခြားလေးစစ်စီးပြီးတော့မှန်တယ်ဆိုမှပဲကိုပို့ချင်တဲ့သူရဲ့ email ကိုထည့်စီချင်တယ်ဘာလို့လဲဆိုတော့တချို့ဟာတွေကလေအရေးကြီးတဲ့ file ကိုလည်းပို့ချင်တယ်ပြီးတော့ကိုပို့ချင်တဲ့ဆရာကြီးစီမှာပို့ချင်တယ်ထားလိုက်တော့ကိုကတက်ကတူចောင်းသားဆိုရင်ကိုကဖာရမပြီးသေးဘူးဒါပေမဲ့ send ဆိုတဲ့ဟာကိုမထင်မှတ်ဘဲနဲ့တွားနှိမ့်မိတယ်ဆိုရင်လေဒီ2ဆိုတဲ့နေရာမှာပထမအဆုံးကိုကရွေးထားပြီးပြီဆိုရင်သူတို့စီမှာ automatic ရောက်သွားတယ်ဆိုရင်လေကိုအနေနဲ့ကအပြန်ပြင်ဖို့တွေမဖြစ်နိုင်တော့ဘူးဆိုတော့လေတူဆိုတဲ့ကိုပို့ချင်တဲ့ဟာတွေ CC ဆိုတဲ့ဟာတွေကိုနောက်ဆုံးမှရွေးရင်ပေါ့အကောင်းဆုံးပေါ့နော်အဲ့ဒါဆိုတော့ဒီခုန women safety ဆိုတဲ့ drive ကို permission မပေးထားဘူးကျွန်မ sending လုပ်လိုက်မယ် sending လုပ်လိုက်ချင်မှဒီမှာမီးလာတယ်တော့လေဒီခုန daily activity တော့ဒါဆိုတဲ့ PVC နဲ့ဒီ women safety ကိုတခြားသူမနာစီမှာပြုတ်ပြီးမှဆိုတော့သူ့ကို viewer ပြီးမှလား comment ပြီးမှလား editor ပြီးမှလားဆိုပြီးတော့လေတခါရဲ permission လာတောင်းတယ်အဲ့ဒါ Google ရဲ့ကောင်းတဲ့အချက်ပေါ့နော်ကိုကသူ့ကို viewer ပဲပြီးမယ်ဆိုရင် viewer allow anyone ဆရာမနာပဲမဟုတ်ဘဲနဲ့ channel ဒီ email မှာကျွန်မ CC လောက်ထားတယ်များရော BCC လောက်ထားတယ်များရောကြည့်ခွင့်ပေးတယ်ဆိုတော့ allow anyone လာတယ်မဟုတ်ရင်ဒီဆရာမနာတက်ကိုပဲလာဆိုတဲ့ဟာကိုရွေးလို့ရတယ်ပေါ့နော် don't give access မပေးနဲ့ဆိုပြီးတော့လုပ်တယ်ဆိုနေရတယ်ပေါ့နော်ဒီလိုမျိုးဆိုရင် send နှိပ်လိုက်လို့ရတယ်ပြောရမယ်ဆိုတော့ကို permission original file မှာ permission မပေးထားဘူးဆိုရင်လည်းဒီ send ဆိုတဲ့ဟာမှာနှိပ်ခင်နေမှာကိုသူတို့ကိုဘယ်လို permission ပေးမှလဲဆိုတဲ့ဟာလိုမျိုးပေါ့နော်မိလာတယ်ဆိုတဲ့ဟာပြောချင်ပါတယ် okay ပြီးတော့မှလေဒီဟာကို cancel လိုက်မယ်နော် testing ပဲဆိုတော့ပြီးတော့မှတကယ်လို့မြန်လေကိုကအရေးကြီးတဲ့ဥပမာအလုပ်လျှောက်ထားတယ်အလုပ်လျှောက်လာတဲ့မှန်တမျှအကုန်လုံးကိုအနေနဲ့ဘယ်ထဲမှာထည့်ချင်တာလဲဆိုတော့ဒီမှာဆိုရင်ပေါ့နော်ကျမကဟိုတယ်ကို inquiry လုပ်ထားတယ်ပေါ့နော်သူတို့ hotel room conference room ငါလို့ရလား inquiry လုပ်ထားတယ်ဆိုတော့ဒီဟာကိုကျမနောက်တစ်ချိန်လဲပြန်ပြီးတော့inquiry လုပ်ထားတဲ့ဒီလိုမျိုး hotel ကိုစုံစမ်းထားတဲ့ conference အတွက် hotel စုံစမ်းထားတဲ့ဟာတွေနဲ့ပတ်သက်တဲ့အကုန်လုံးကို label တက်ချင်တယ်တစ်ခုထဲမှာပဲ label တက်ချင်တယ်ဆိုရင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ဒီမှာပေါ့နော်ဘာလို့ label S ဆိုပြီးတော့လေ label ကို conference နဲ့ပတ်သက်တဲ့ label ဆိုပြီးတော့လေ conference room ပေါ့နော်အဲ့လိုမျိုးconference room နဲ့ label တက်ချင်တယ်ဆိုရင်လည်းရတယ်ပေါ့နော်ပြောရမယ်ဆိုရင်ဒီမှာ move to create new label ပေါ့နော် label အသစ်ဆောက်မယ်ဆိုရင် conference room နာပေါ့နော်ဘယ် label ရဲ့အောက်မှာထည့်ချင်တာလဲဆိုတဲ့ဟာကိုရောက်ပါတယ်ဒီမှာပေါ့နော်အဲ့ဆိုဒီမှာ conference room မှာပါရောက်လာ
conference room ဆိုပြီးတော့ကျွန်မဒီမှာ label လေးကိုနှိပ်လိုက်တယ်ဆိုရင် conference room နဲ့ကျွန်မထည့်ထားတဲ့မြအကုန်လုံးဒီမှာပေါ်လာမယ် star နှိပ်တယ် okay အဲ့ဆိုတော့ဒီ star နှိပ်ထားလိုက်တဲ့ဟာတွေကဒီနေရာမှာပါလာဟုတ်ပြီနော်အဲ့ဆိုတော့ကျွန်မကဒီ star နှိပ်ထားတဲ့မှတမျှအကုန်လုံးကဒီနေရာမှာပေါ်လာတယ်ဟုတ်ကဲ့ဒီ booking ဆိုရင်လည်းကျွန်မက label တက်ချင်တယ်ထားလိုက် label တက်ချင်တယ်ဆိုတော့ဒီ label မှာဘယ်မှာထက် move ထက်လို့မှလည်းပါညာပေါ့နော် label တက်ချင်တဲ့ဟာတွေဥပမာထားလိုက်တခြား inbox တွေထဲမှာပါလာတဲ့ဟာတွေပေါ့နော်ဒီမှာpublication နဲ့ပတ်သက်တဲ့ဟာတွေကျွန်မက label တက်ချင်တယ်ဆိုရင် conference room မှာတက်ချင်တယ်ဆိုရင် conference room ပြန်ရွှေ့လို့ရတယ်အဲဆိုတော့ conference room နဲ့မှတမျှကျွန်မကသိချင်တယ်ဆိုရင် time ပြီးတော့ဒီ label အောက်ကိုလာလိုက်ရုံပဲဟုတ်ပြီနော်ပြီးတော့ဒီမှာဆိုရင် pocket trip ကျွန်မ trip နဲ့ပတ်သက်တဲ့ဟာတွေဆိုရင် hotel booking တွေပါလို့ဆိုရင်တစုတစ်စိတ်ထဲမှာထားလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလေလုပ်လို့ရတယ်ဒီမှာ draft လုပ်ထားတဲ့ဟာတွေဆိုရင်ကိုကပို့လုပ်ပေးမယ်ဟိုတခုခုကြောင့်မပို့လိုက်တဲ့ဟာတွေဆိုရင်ဒီ draft မှာပေါ်လာတယ်အဲ့ဒါဆိုတော့ဒီဟာကပို့လိုက်ပြီထင်တယ်ဒါပေမဲ့မပို့လိုက်ဘူးဒါမှမဟုတ်ဒီဟာကျတော့မှားနှင်းမိတာဆိုရင်ဒီမှာလာဒီလေးလုပ်ရတယ်ပြောရမယ်ဆိုတော့ဒီလိုမျိုး draft အများကြီးထားတယ်ဆိုရင်ကိုကမလိုအပ်ဘဲနဲ့ပေါ့နော် professional လည်းမစမ်းဘူး email တွေကလည်းရထုတ်ချက်ခတ်တယ်လို့မျိုးဖြစ်သွားတယ်ဆိုတော့လေဒီလေးလုပ်လိုက်တာကောင်းတယ်ပြီးတော့မှ send ဆိုတာဒီကူဖက်ကနေ send လုပ်လိုက်တဲ့ဟာတွေကို list အနေနဲ့ကြည့်ချင်တယ်ဆိုရင်ဒီ send မှာလာမယ် inbox ဆိုတာကကိုယ်စီမှာဝင်လာတဲ့မြအကုန်လုံးပေါ့နော်ပြီးတော့မှနောက်တစ်ခုကဒီမှာ spam mail တချို့ကလေကိုဆရာရဲ့ email ပို့လိုက်ပြီနော်ရောက်လာကြည့်ပြအောင်ဆိုရင်မရောက်လာတာတွေလည်းရှိတယ်ဘာလို့လဲဆိုတော့သူတို့ကကိုယ့်ရဲ့ email မှာတစ်ခါမှလည်းစာမပို့လာဘူးဆိုတော့သူတို့ကို Google အနေနဲ့ trust မဖြစ်ဘူးဆိုပြီးတော့လေspam mail ထဲမှာပို့ပလိုက်တာအဲ့ဒါဆိုတော့ကိုကလေပို့လိုက်ပြီး email မရောက်လာဘူးပြောတယ်ဆိုရင်ကိုယ် spam email ထဲမှာတွားစစ်တာကောင်းတယ်ဆိုတာပေါ့နော်ပြောချင်ပါကျမတို့က Google Form လေးတချို့ဆိုရင်တော့ NGO မှာပဲဖြစ်ကျောင်းတွေလည်းတချို့ form ပို့လာဖြည့်ခိုင်းတယ်အများကြီးပဲဘယ် form တွေလာဖြည့်ခိုင်းတယ်မလည်းမသိဘူးဘာညာပေါ့နော်သူတို့တွေကအဲ့ဒီ form တွေကိုဘယ်လိုလုပ်ကြရလဲဆိုတဲ့ဟာမျိုးပေါ့နော်ဆရာမတို့ဖြစ်ဖို့လားမသိဘူးဒီ Google Form ဆိုတဲ့ဟာက survey ကောက်ချင်တယ်ကိုက NGO တစ်ခုမှလုပ်တယ်ခုပြီးတော့မှ research paper လုပ်တယ်ထားလိုက် research paper research လုပ်တယ်အဲ့ဒီချိန်မှာကျမတို့လုပ်မဲ့ research ကကျောင်းသားတွေ10ယောက်စီမှာမိခွန်းတွေမိပြီးတော့လေကျောင်းဥပမာ covid နဲ့ပတ်သက်တဲ့ experience ရှိလားပေါ့နော် covid ကိစ္စနဲ့ပတ်သက်တဲ့ effect ဖြစ်တဲ့ဟာတွေမိချင်တယ်အဲ့ဒီtopic ကိုလုပ်တယ်ဆိုရင်အဲ့ဒီ topic နဲ့ပတ်သက်တဲ့မိခွန်းတွေကျမတို့ကရေးထားပြီးပြီအဲ့လိုမျိုးရေးထားပြီးသားစာတွေကိုဖြည့်ဖို့အတွက်ပေါ့နော်ကျမတို့ပို့ချင်တာတို့ဘာလို့တခုခုရှိရင်ဒါမှမဟုတ် NGO တခုမှလုပ်တယ်ပြီးတော့မှ conference တက်လာတဲ့သူတွေကိုဒီ conference ကအကျိုးရှိလားဆရာမတို့အတွက် effective ဖြစ်သွားသလားဆိုတဲ့ဟာမျိုးပေါ့နော်ကိုကမိ contact ပြီးတော့မိချင်တယ်သူတို့ရဲ့ review တွေ feedback တွေသိချင်တယ်ဆိုရင်ဒီ Google Form ကနေမိ Chrome ရဲ့ဒီ asset courses ရှိတဲ့ဟာကိုနှိပ်ပြီးတော့လေ Google App ဆိုတဲ့ဟာရှိတယ်အဲ့ဒီဟာကိုလာပြီးတော့မှလေဒီခရမ်းရောင်ရှိတဲ့အယောင်လေးကိုနှိပ်လိုက်လို့ရရင်เนาะအဲ့ဒီမှာပြီးတော့နှိပ်ပြီးတော့မှဒီမှာ Google Form ပေါ်လာတယ်ပေါ့เนาะ Google Form မှာကျမတို့ကရွေးလိုက်ပြီဆိုရင်ဟိုပါလေ template gallery ဆိုတဲ့ဟာရှိတယ် template gallery ဆိုတာသူတို့ template ပြီးထားတဲ့ဟာတွေရှိတယ်ပြောရမယ်ဆိုရင် Google Form ကနေ automatic ကသုံးချင်တဲ့ template တွေပြီးထားတယ်ဒီမှာဆရာမတို့က education ပိုင်းနဲ့ပတ်သက်တဲ့ဟာတွေလုပ်ချင်တယ်ဆိုရင် course evaluation တွေဘာရင်းညာတွေပေါ့နော်ရှိပြီးသား template ကိုပဲမြင်ဆန်ဆန်သုံးလိုက်မယ်ဘာညာဆိုရင်ဒီမှာ personal နဲ့ကိစ္စနဲ့ပတ်သက်တဲ့ဟာတွေ contact information တွေ event registration ပေါ့နော်ဒီ conference မှာတက်လာတဲ့သူတွေကသူတွေကိုနောက်မှာလည်းကျမတို့နောက် event တွေလုပ်တဲ့ချိန်မှာလည်းသူတို့ကိုပြန်ဆက်သွယ်ချင်တယ်ဆိုရင်ဆိုပြီးတော့လေ paper တွေပါတွေနဲ့သူတို့နာမည်တွေတွားရေးလို့လည်းအဆင်မပြေတော့ဆိုရင်လေကိုကသူတို့ကိုဒီလိုမျိုး link ပို့လိုက်တယ်ဆိုရင်သူတို့ link ဖြည့်လိုက်တာနဲ့သူတို့ရဲ့ contact information ကိုစီမှာတင်ထားလိုက်တာပြောရမယ်ဆို data ကောက်တာပေါ့နော် data ကောက်တဲ့အချိန်မှာဒီဟာတွေကအရင်အရေးကြီးတယ်အဲ့ဒါကြောင့်မလို့ဖြစ်နိုင်ရင်တော့ဒီ Google Form ကလိုအပ်ရင်လိုအပ်တယ်လို့သုံးတတ်ဖို့အရင်အရေးကြီးတယ်ပေါ့နော်ဟုတ်ပြီပထမအဆုံး event registration ထားလိုက်တော့ကျမတို့က event တစ်ခုလုပ်မယ်အခုတက်လာတဲ့ဆရာမတွေအနေနဲ့ရောကျမအနေနဲ့ရောပွဲတစ်ခုလုပ်ချင်တယ်ထားလိုက်အလူခံနဲ့ပွဲအလူခံ fundraising အတွက် concert လုပ်ချင်တယ်အလူခံဖို့အတွက် concert တစ်ခုလုပ်မယ်
ဟုတ်ပြီကွန်ဆာလုပ်ပြီဆိုတော့တက်လာတဲ့သူတွေကဘယ်သူတွေလဲသူတို့တွေကိုလည်းကျွန်တော်တို့နောက်ကွန်ဆာတစ်ခုပေါ့နော်အလှခံဖို့ပွဲတစ်ခုထပ်လုပ်တဲ့အချိန်မှာသူတို့တွေကိုလည်းဆက်သွယ်ပြီးတော့ဒီပွဲကိုလည်းလာချက်ပါအောင်ဆိုပြီးတော့ email တွေလည်းပို့ချင်တယ်သူတို့ရဲ့ information တွေကိုလည်းသိချင်တယ်သူတို့ရဲ့အမြင်တွေကျမတို့ဒီလိုမျိုးလုပ်လိုက်ချင်းအဖြစ်သူတို့ဘယ်လိုပုံစံမျိုး opinion ရတယ်ပါညာပေါ့နော်သိချင်တယ်ဆိုရင်ဒီဟာ event registration ကိုလာလို့ရတယ်ပြီးတော့မှဒီကျမကရှိပြီးသားကိုရွေးလိုက်တာနော်ရှိပြီးသားရွေးပြီးတော့မှရှိပြီးသားမရွေးချင်လို့ကျမတို့အနေနဲ့လीနော်မလေး double click လုပ်လိုက်ဟိုကပွားလိုက်မယ်နော်ဒီဟာဒီလိုမျိုးလေ duplicate လုပ်လို့ရတယ်နော်ပထမတစ်ခုကကျမက automatic ယူထားတဲ့ဟာဒီဟာကိုကျမ automatic မယူထားတဲ့ဟာကိုဟာနဲ့ကိုဖန်တီးမြတ်စအဆုံးပေါ့နော် customize နဲ့လုပ်ချင်တယ်ဆိုရင် blank form ယူလို့ရတယ် blank form မှာကိုကအစအဆုံးကိုပြင်ချင်ချင်လို့ပြင်ချင်လို့ရတယ်ခုနလေဒီအပေါ်နားလေးမှာဒီဓာတ်ပုံရှိတဲ့ဟာကဘာလို့မလဲဆိုတော့ theme ဆိုတဲ့ဟာကိုလေ customize theme ဆိုတဲ့ဟာကိုရွေးပြီးတော့လေchoose image ပေါ့နော်ဘာ image ထဲမှာလေခုမှရှိပြီးသား upload လုပ်ရှိပြီးသားကိုမရှိတဲ့ဟာကို upload လုပ်မှာလားဥပမာဆောင်share ပဲဆောင်ပွေရမွေးနေ့ထားလိုက်တော့ဒီကကျမရဲ့မွေးနေ့ဆိုတော့ကျမရဲ့ဓာတ်ပုံကိုပဲ share သုံးမယ်လို့ပါတော့ပေါ့နော်ဆိုရင်အဲ့မှာဒီမှာမရဘူးဘာလို့လဲဆိုတော့သူ့ရဲ့ဒီအဲ့လိုမျိုး form ကောက်တဲ့အချိန်မှာလေဓာတ်ပုံကအလျားနည်းနည်းရှည်ရမှာကျမရဲ့ဓာတ်ပုံကအလျားမရှိလို့လေမရအောင်အဲ့ဆိုတော့တုံးလို့မရကျမတို့ဓာတ်ပုံထည့်ချင်တယ်ဆိုရင်Canva တို့မှာလေမနေ့ပြန်ညတင်မှာအဲ့ဒီ Canva တို့မှာဓာတ်ပုံအလျားသွားရှိအောင်ကွာ edit လုပ်လို့ရတယ်အဲ့လိုမျိုးလေနော်ပြီးတော့ဒီဓာတ်ပုံကို copy paste ပြန်လုပ်ပြီးတော့ဒီမှာထည့်လို့ရတဲ့ပုံမျိုးဖန်တီးလို့ရတယ်ပေါ့နော်မနေ့ပြန်ညမှာ Canva တင်မယ်နော်မနေ့ပြန်ညလည်းမပြတ်မကွက်ဒီကလာတဲ့သူတွေကိုရတက်စီချင်ပါတယ်ဒီမှာပေါ့နော်ကျမကစာအုပ်လေးနဲ့ပတ်သက်တဲ့ဟာကိုပဲထည့်လိုက်ပါမယ်ဆိုပြီးတော့ကိုအစင်ပေးတဲ့ဟာဘောဓာတ်ပုံလေးတခြားရွေးပြီးတော့လေကိုရဲ့မိခွင့်မိမဲ့ဟာတွေနဲ့ပတ်သက်တဲ့ဟာတွေလည်းဖြစ်ရင်ပိုကောင်းတယ်ပေါ့နော်ဒီမှာကျတော့ခရမ်းရောင်ဖြစ်နေတာအခုဘာရောင်ပြောင်းသွားလဲဆိုတော့ဒီဓာတ်ပုံအရောင်နဲ့ adjust ဖြစ်သွားတော့ automatic ပြောင်းပေးတာဒီနေရာမှာနောက်ခံ background တွေလေဒီဟာတွေပြောင်းချင်တယ်ဆိုရင်ဒီမှာရတယ်ဒီမှာလာပြောင်းလို့ရတယ်နော်အရောင်ကလည်းတက်လေးဖြစ်ချင်တယ်ဆိုရင်ဒီနေရာတွေမှာလေတခြားအရောင်တွေရွေးချင်တယ်အဝါရောင်မဟုတ်ကျွန်မကတော့ပြာရောင်မှအပြာရောင်လို့ပါလို့ဆိုရင်လည်းဒါရွေးလို့ရတယ်เนาะဒီနေရာမှာထည့်ပြီးတော့ add ဆိုတဲ့ဟာကိုနှိပ်လိုက်တယ်ဆိုရင်အပြာယူပုံစံမျိုးပေါ်လာတယ်ပေါ့เนาะဒီဟာပြီးတော့မှuntitled form ကိုနာမည်ပေးလို့ရတယ်event registration မဟုတ်ရင် party registration ပေါ့เนาะဒီလိုမျိုးကအင်္ဂလိပ်လိုဆိုရင်လည်းအင်္ဂလိပ်လိုမြန်မာလိုဆိုရင်လည်းမြန်မာလိုရေးကြည့်မယ်เนาะမှတ်ပုံတင်ခြင်းဟုတ်လားမနော်โอเคဒီလိုမျိုးပုံစံမျိုးလုပ်လို့ရတယ်ဒီနေရာမှာလေဒီဟာကဘာအကြောင်းလဲအားလုံးပဲမင်္ဂလာပါဘာနေရာပေါ့နော်ကျမတို့စာရေးမယ်ဒီမှာဒီ registration ကကျမတို့တခြားနေရာမှာမတုံ့ပြန်နဲ့ဆာမတို့ရဲ့ဖြည့်လိုက်တဲ့ information တွေကိုdata analysis လုပ်ဖို့နဲ့research တွေအတွက်ပဲအသုံးပြုသွားမှာဖြစ်ပါတယ်ဆိုတဲ့ဟာလိုမျိုးလေစာတွေအများကြီးဒီမှာရေးထားတယ်ပြောရရင်ဒီခိုင်မှာပေါ့နော်ကိုကဒီဟာတွေကိုအထူးရှိတဲ့နေရာမှာပဲသုံးပါဆောက်ပြီးတော့ဆရာမတို့ရဲ့ information ကိုတခြားသူတွေ share မလုပ်ပါဘူးဆိုတဲ့ဟာလိုမျိုးပေါ့နော်ရေးချင်နေရပါတယ်မရေးချင်ဘူးဆိုရင်အလုံးပဲတွေ့ရတာဝန်တာလည်းပါညာပေါ့နော်ရေးလို့ရတယ်ဆိုတာပြောချင်တာဟုတ်ပြီနော်ပြီးတော့မှဒီမှာ question မေးချင်တယ်ကိုက question မေးချင်တဲ့အချိန်မှာ gender မေးမလားoption နဲ့ထည့်မယ် option နဲ့ gender မှာကျမတို့က gender တွေဆိုရင်ဒီမှာ multiple choice ပေါ့နော်အများကြီးရှိတယ် short answer ကိုမိလိုက်တဲ့မိခွန်းကသူတို့ကနည်းနည်းစာရေးဖို့လိုတယ်ဆိုရင် short answer ရေးရမှာစာနည်းနည်းရှိတယ်သူတို့ရဲ့ opinion တွေသူတို့ရဲ့ story တွေဘာတွေမေးတယ်ငယ်ငယ်တော့ကဘာရင်မှချက်ရှိတာလဲဘာလို့ဖို့လဲဘာညာအဲ့လိုမျိုးမိခွန်းတွေဆိုတော့ paragraph ပုံစံနဲ့ရှိအောင်လုပ်ရမယ်ပေါ့နော် short answer ဆိုတာကအများကြီးတော့ဖြစ်လို့မရအောင်သူတို့က multiple choice ဆိုတဲ့နေရာမှာဒီမှာလေအဝိုင်းလေးနဲ့ review button လေးနဲ့ပါလာတာကသူကတစ်ခုပဲရွေးလို့ရတယ်နောက်တစ်ခုပြန်ရွေးရဆိုရင်အရင်တစ်ခေါက်ရွေးတဲ့ဟာပြန်ရွှေ့သွားမှာအဲ့လိုမျိုးတစ်ခုပဲရွေးလို့ရအောင်ကျမတို့တက်မှတ်ထားချင်တယ်ဆိုရင်ဒီနေရာမှာဒီဟာလေးရွေးမယ် check box ဆိုတဲ့ဟာကိုရွေးတယ်ဆိုရင်တော့လေတစ်ခုမကသူတို့ရွေးလို့ရတယ်ဟုတ်ပြီနော်ဒီပြီးတော့မှ drop down ပုံစံမျိုးနဲ့ထည့်ချင်တယ် drop down ပုံစံမျိုးနဲ့1 2 3 4 5ပုံစံ drop down ကြတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့လုပ်ချင်တယ်ဆိုရင်ရတယ်ဒါမှမဟုတ်ရင် line scale ပေါ့နော်1 2 3ဥပမာကျမတို့ဒီ party ကိုသဘောကျတယ်လားသဘောကျတယ်ဆိုရင်1ဆိုရင်တော့အရန်သဘောကျတော့ very good ပေါ့နော်1ဆိုရင်တော့ very bad ဟာလိုက်1ဆိုရင် very bad ပြီးမယ်2ဆိုရင်1ပြီးတော့လေ
five ကကျတော့ one နဲ့ five ပဲဖြစ်ဖို့လိုတယ်ကျန်တဲ့ဟာကတော့အတင်းနဲ့တင်ပေါ်တော့အတင်းနဲ့တင်တွေကကျတော့ very good နဲ့ very bad ပဲအဲ့ဒါနှစ်ခုအဲ့လိုမျိုး line scale တွေကအဲ့လိုမျိုးမှာတုံးတယ်ပေါ့နော်ပြီးတော့ rating ပေးတာဟိုဟာလေ star ပေးတာ star ပဲတစ်ခုပေးတာလေအရင်ကောင်းတယ်ဆိုရင်5 star ထိပဲရှိမှာလား10 star ထိပြီးလို့ရလားဆိုတဲ့ဟာမျိုးလေဒီမှာကျမတို့ထည့်လို့ရတယ် rating တွေပါတွေကကျတော့လေ customer တွေကသူတို့ကြည့်နေမှုရှိလားမညာအဲ့ဒါမျိုးမှာတုံးတယ်ပေါ့နော် multiple grade ဆိုတဲ့ဟာကဥပမာဒီ raw မှာလေသူရွေးရတယ်ဟို raw မှာလည်းရွေးရတယ်အဲ့လိုမျိုးတွေလေပြီးတော့ checkbox grade တို့ဘာလို့ date and time ဥပမာဒီ date and time တို့ဘာလို့ဆိုရင် gender မှာတောင်းလို့မရဘူးဘာလို့လဲဆိုတော့ gender နဲ့ date and time နဲ့မဆိုင်တော့ဘူးလीနော်date and time က birthday တွေဘာလို့ညာတွေမေးတယ်မှာဒီမှာ date တွေထည့်လို့ရတယ်ဟုတ်ပြီနော်စင်ပြီလားပြောတာရမြန်တော့တယ်လား option 1ဆိုတဲ့နေရာမှာ gender မှာ male ကိုရွေးမယ် option 2နေရာမှာ female ထည့်မယ်ပေါ့နော် option 3နေရာမှာ prefer not to say automatic ပြီးတယ်ဘုကလာရန်နာနေတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီဟာကိုအဲ့ဒါရွေးလိုက်ပြီဆိုရင်ဒီနေရာမှာrequire ဆိုတဲ့ဟာကိုတွားဖွင့်ပြလိုက်တယ်ဆိုရင်တွားဘာပြသွားမှာလဲဆိုတော့ဒီမှာတွေ့လား star လေးပြသွားတယ် star လေးပြလာတယ်ဆိုတာအဲ့ဒါဘာလို့လဲဆိုတော့ require ဆိုတာမဖြစ်ဖြစ်ရမှာတို့ကဒီမိခွန်းကိုမဖြစ်မချင်း next ကိုမတက်ရအောင် next တက်လို့မရအောင်တို့ next တက်လို့ရတယ်ဒါပေမဲ့လေ submit လုပ်လို့မရအောင်အဖေမပြေးမချင်းအဲ့လိုမျိုးရယ်လေ require ကိုကျမတို့ရွေးချင်တယ်ဆိုရင်ရွေးလို့ရတယ်ပြီးတော့မှဒီဟာကို duplicate လုပ်မယ်ဆိုရင်လည်းရတယ် duplicate ဆိုတာကဒီ form ကိုပဲတပြန်လာမှာဒီလိုပုံစံမျိုးထည့်လို့ချင်တယ်ဆိုရင်ဒီမှာ copy duplicate လုပ်လိုက်တယ်ဆိုရင်နောက်ဒီလိုမျိုးနှစ်ခုပါလာမှာအဲ့မှာဒီနေရာမှာကတော့ကျမတို့အနေနဲ့ဘာရွေးမှာလဲဆိုတော့တို့ရဲ့ grade ပေါ့နော်ကျောင်းသားတွေနဲ့ဆိုရင်တော့တို့ရဲ့အတန်းကပြီးအတန်းလေ grade 1လားgrade 2လားဘာညာပေါ့နော်အဲ့လိုမျိုးဒီနေရာမှာလာမိလို့ရတယ်အဲ့လိုပုံစံမျိုးဒီမှာပြီးတော့နောက်ထပ်တစ်ခုအဲ့လိုမျိုးduplicate မလုပ်ဘဲနဲ့လေ multiple choice ပုံစံနဲ့ duplicate မလာချင်ဘူး duplicate လုပ်ထားတဲ့ဟာလည်းပြန်ပြင်ချင်တယ်ပြင်လို့ရတယ်ဒီမှာ checkbox အနေနဲ့လေလာလုပ်ချင်တယ်ဆိုနေရတယ်ဒါမှမဟုတ်ရင်ကျမတို့အနေနဲ့ new ကိုယူလိုက်လို့လည်းရတယ် new ယူတယ်ဆိုတော့စအဆုံးကိုပြန်ဒီမှာရပါအတူတူပဲခုန duplicate ရတော့နည်းနည်းလေးထပ်တူကြတဲ့အောက်မှာထပ်လို့ကြတဲ့မိခွန်းကိုပဲထပ်မိချင်တယ်ဆိုအချိန်ကုန်တတာကွာလို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင် did you enjoy တင်ရပြောလား did you enjoy ငါတို့ပါတီဘာညာမိမယ်ခွိကွမိမယ်ပေါ့နော်မှာတို့က enjoy ဖြစ်တယ်ဆိုရင်တို့ကenjoy ပါတယ်ဘာညာတို့ကစာရေးရမှာမှာဒီဟာကတော့တို့မဖြေလဲရတယ်ဆိုရင်တော့ဒီမှာလေးကြွားရမှာတော့နှိပ်စာမလို့တော့ဘူးနော်ကွာရှာရှည်ပြီးတော့ဒီမှာလေးrequire ကိုတော့နှိပ်တယ်ဆိုရင်တချို့တွေကကိုကအရန်ကိုမသိဘူးပေါ့နော်ဒီလိုမျိုး star ပြတဲ့ဟာဆိုမဖြစ်မနေဖြစ်ရမယ့်ဟာဆိုတဲ့ဟာမသိတဲ့သူတွေဆိုရင်ကိုရမိလိုက်တဲ့မိခွန်းတွေကိုတို့ကတချို့မဖြေလိုက်ပဲနဲ့ကြော်မိတဲ့ဟာတွေရှိတယ်ဆိုရင် submit လုပ်မရအောင်ဆိုတော့တို့က submit မလုပ်ချင်မနဲ့ဒီတိုင်းခြံထားတဲ့ဟာလိုမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီ require ဆိုတဲ့ star လေးကအချိန်တိုင်းတုံးကလည်းမကောင်းတယ်လို့အချိန်တိုင်းမတုံးလို့ဆိုရင်မကောင်းဘူးပေါ့နော်အဲ့ဒါကြောင့်အချိန်နဲ့အတင်းပြရမယ်အဲ့လိုမျိုးတွေနော်ကျမတို့မှာမိခွန်းကအပိုင်းတုံးပိုင်းချင်တယ်ပထမတစ်ခေါက်ကတော့သူတို့ရဲ့ personal information မေးချင်တယ်ဒုတိယတစ်ပိုင်းကတော့သူတို့စိတ်ဝင်စားတဲ့အပိုင်းပေါ့နော်သူတို့ဒီ party နဲ့ပတ်သက်တဲ့ဒီ event နဲ့ပတ်သက်တဲ့ information တွေဆိုရင်ဒုတိယအပိုင်းမေးချင်တယ်အဲ့လိုမျိုးအပိုင်းလေးနဲ့အပိုင်းတစ်ပိုင်းမှာမိခွန်း3ခုမေးမယ်နောက်အပိုင်းမှာမိခွန်း5ခုမေးမယ်အဲ့လိုမျိုးအပိုင်းတွေလုပ်ချင်တာကအရင်မဆိုင်တဲ့မိခွန်းတွေမေးရတဲ့မိခွန်းဖြေတဲ့အချိန်မှာအဲ့လိုမျိုးအစီအစဉ်ကြလေးခုမိခွန်းကို serial ကြလေးဖြေထားတယ်ဆိုရင်ဖြေတဲ့သူတွေအနေနဲ့ကလည်းအရင်စိတ်ဝင်စားစရာကောင်းအောင်လေငွေစာမကောင်းဘူးအရင်တွေးစာမလို့ပဲနဲ့ကွာဖြေလိုက်ရမပြောရမယ်ဆိုတော့လေကိုဖြေခိုင်းတဲ့သူတွေကလေအရင် digital IT ပိုင်းတွေနဲ့အရင်မကျွမ်းကျင်ဖို့ဆို6 shot တယ်ဆိုပြီးတော့မဖြေချင်တဲ့နဲ့လွတ်ထားတဲ့ဟာမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့လေဖြစ်နိုင်မယ်ဆိုလူတိုင်းနားလေနိုင်တဲ့မိခွန်းတွေအစီအစဉ်လိုက်တွေဖြစ်နိုင်ပိုကောင်းတယ်ပေါ့နော်ပြီးတော့မှအဲ့လိုမျိုးပြီးဆိုရင်ကျမတို့အနေနဲ့အပိုင်း2ပိုင်းခွဲချင်တယ်ဒီမိခွန်း90ခုရပြီကျမနောက်ထပ်အပိုင်းကိုခွဲလိုက်မယ်ဆိုရင်ဒီမှာအောက်ဆုံးလေးမှာလေ add section ဆိုတဲ့ဟာမျိုးအဲ့ဆိုတော့ဒီမှာဒုတိယအပိုင်းကိုလည်းခေါင်းစဉ်တက်ပြန်တက်ချင်တယ်regarding event နဲ့ပတ်သက်တဲ့ခုနကကြတော့ဒီအကြောင်းလေးဆိုတော့ဒီတိုင်း personal information registration ပေါ့နော်အဲ့လိုမျိုးလေးတွေနဲ့လုပ်ပြီးတော့မှpublic ဆိုပြီးတော့လုပ်လိုက်တယ်ဆိုတော့သူ့ကိုဒီမှာ form ရဲ့နာမည်ပြလို့ရတယ်registration ဘာညာပေါ့နော် testing ပြလိုက်မယ်ဒီနေ့တော့ testing ဆိုတော့အဲ့လိုမျိုး public လုပ်လိုက်ပြီဆိုရင်ရတယ် response ဆိုတဲ့ဟာမှာကျမတို့ကဒီလိုမျိုး form ကိုလုပ်လိုက်မယ် public လုပ်လိုက်ပြီဆိုရင်အဲ့ဒီမျိုးဒီ link ကိုကျမတို့သွားပို့လိုက်တဲ့သူတွေအနေနဲ့ကဖြည့်လိုက်ပြီ
ယောက်ကဖိလိုက်ပြီဆိုရင်ဒီမှာ1 2 3ချက်ချင်းတန်းတက်လာအဲ့ဒီမှာဆိုရင်ကျမတို့ကသူတို့ဖိလိုက်တဲ့ information တွေအသေးစိတ်သိချင်တယ်ဆိုရင် link to ship ပေါ့နော်ဒီ ship မှာအတိဆောက်ချင်တာဆိုရင်ကျမတို့က new response ကိုတန်းသွားမယ်ဆိုရင်ဒီ Google ရဲ့ Excel form မှာလေဒီအချိန်မှာသူတို့ကျမတို့မိခွင့်မိသမျှတွေကိုလည်း column နဲ့လာမှာပေါ့နော် column တွေနဲ့လာပြီးတော့မှcolumn တွေနဲ့လာပြီးတော့မှတက်လာမှာပေါ့နော်ကျမတို့ကခုနမှာတော့သုံးခုပဲ simple ဥပမာသုံးခုပဲပြရတယ်ဆိုတော့လေ time stamp ဆိုတာသူတို့ဘယ်အချိန်မှာဖြစ်တယ်ဆိုတဲ့ဟာတွေပါ automatic ပါလာတယ်ပေါ့နော်အဲ့လိုမျိုးဒီမှာကျတော့သူတို့10ရောက်ဖြစ်တယ်ဆိုရင်10ရောက်ရဲ့ information ကျမတို့data analysis လုပ်မဲ့သူအနေနဲ့မြင်ရတယ်ပြောရမယ်ဆိုနော်သူတို့ရဲ့ setting ပြီးတော့မှ setting ဆိုတဲ့နေရာမှာကျမတို့ကဒီမှာလာချိန်လို့ရတယ် response ဆိုတဲ့နေရာမှာဘယ်သူ response ရဲ့ email ကိုနောက်တစ်ချိန်ဒီလိုမျိုး event လုပ်တယ်ဆိုရင်သူတို့ကိုဆက်သွယ်ချင်တယ်ဆိုရင်ဒီနေရာမှာလေ do not collect ဆိုတဲ့ဟာကိုတော့နှိပ်ထားတယ်ဆိုတော့ email ကို sign in မလုပ်ဘဲနဲ့လေကျမတို့ရဲ့ form ကိုဖြည့်လို့ရတယ်ဒါပေမဲ့သူတို့ရဲ့ email ကျမတို့မှာ record ချင်မှာမဟုတ်ဘူးအဲ့လိုမျိုးလေ verify ဆိုတဲ့ဟာကသူတို့ဒီ link ကိုကျမတို့ share လိုက်တဲ့ link ကိုဝင်လာတာနဲ့ email နဲ့ဝင်မလာဘူးဆိုရင်သူတို့ကိုဝင်ခွင့်မပေးဘူးသူတို့မှာရှိတဲ့ email ကို verify sign in လုပ်ခိုင်းရမှာဒီဟာပေါ့နော် responder input ဆိုတာကသူတို့က email တက်နဲ့ email ရှိပြီးတော့မှဝင်လာ email အဲ့ဒီဖုန်းမှာ email ရှိပြီးသားနဲ့ဝင်မလာတော့မှဒီ responder input ဆိုတာကသူတို့ဒီကျမတို့ရဲ့ form ထဲဝင်လာပြီးပြီဆိုမှပဲသူတို့တက်ပြန်ရိုက်ထည့်ရတဲ့ဟာမျိုး responder input ကိုကျမယူလိုက်တယ်နော်ယူလိုက်တဲ့အချိန်မှာဒီမှာပါပေါ်လာမှာလဲဆိုတော့သူတို့ရဲ့ email တိလားကျမခုနဘာမှမရေးထားတော့ email နဲ့ပတ်သက်တဲ့ဟာ responder input ဆိုတဲ့ဟာကျမရေးလိုက်တဲ့အခါမှာဒီ form က automatic အပူတစ်ခုအနေနဲ့မိခွန်းတစ်ခု email ထည့်ကိုထည့်ရမယ်ဆိုတဲ့ဟာထည့်ပေးလာဟုတ်ပြီနော် setting မှာလေအဲ့ဒီမှာ responder ကို copy ပို့ချင်တယ်သူတို့မှာ email ထည့်လိုက်ပြီဆိုရင် copy ပို့ချင်တယ်ဆိုရင် when requested သူတို့တောင်းဆိုမှပို့မှာလား always အမြဲတမ်း automatic သူတို့ဖြစ်ပြီးတာနဲ့လူချင်းမင်းကဒီဟာကိုဖြစ်ပြီးတော့ပါပြီဆိုတဲ့ဟာသူတို့ရဲ့အဖြေအကုန်လုံးကိုပို့ပေးလိုက်လို့ရတယ်ပေါ့နော် always ဆိုရင်တော့အမြဲတမ်းပို့ပေးမယ်သူတို့ copy ပို့ပေးမယ်သူတို့ဖြည့်တဲ့ဟာအဲ့လိုမျိုးလေ limit to one response ဒီ email နဲ့တစ်ချိန်သူတို့ဖြည့်ပြီဆိုရင်တော့အဲ့ဒီ email နဲ့ပဲနောက်တစ်ချိန်ပြန်ဖြည့်လို့မရတော့ဘူးဆိုရင် limit ဆိုတဲ့ဟာကိုကျမတို့ကဖွင့်ထားတယ်ဆိုရင်တယောက် email တစ်ခုနဲ့တစ်ဆောင်ပဲရတယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့သူတို့ကို edit ပြန်လုပ်ခွင့်ပေးမှာဖြည့်ပေးတာ form ကို edit လုပ်ခွင့်ပေးမယ်ဆိုရင်ဖွင့်ထားပေးမယ် edit လုပ်ခွင့်မပေးချင်ဘူးဆိုရင်ပိတ်ထားပေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်ချင်အားဖြင့်ဒီမှာ setting မှာကိုလုပ်ချင်တဲ့ပုံမှန်တမျှပြင်ပြီးတော့ public လုပ်လို့ရတယ်ဟုတ်ပြီနော် public လုပ်လိုက်တယ်ဆိုရင်ကျမတို့က responder တွေပါ anyone with the link ရတဲ့ညအကုန်လုံးရတယ်ဆိုတော့ public လုပ်ပြလိုက်တယ်ဆိုရင်ဥပမာကျမကဆာမတို့ကိုဒီ form လေးပြပါအောင်ဆိုပြီးတော့လုပ်ချင်တယ်ဆိုရင်ဒီမှာလေးလာလုပ်လို့ရတယ် link copy လေး copy ယူပြီးတော့မှာဖြစ်ဒီနေရာကနေ link copy လုပ်လို့ရတဲ့ဟာမှာအများများရပေါ့နော်ဒီ link ကိုတော့ copy လုပ်ချင်တယ်ဆိုရင်copy responder link ပေါ့နော်အဲ့ဒါပို့ပြီးတော့ဆာမတို့ကိုဒီမှာပေါ့နော်ပို့လိုက်လို့ရတယ်နော်အဲ့ဒီမှာပေါ့နော်အဲ့လိုမျိုး link ပေါ့နော်ပို့လိုက်ကျမတို့က Google Form နဲ့ပတ်သက်တဲ့ဟာလိုမျိုးဆောက်လုပ်ပေးပါ